ဒီနေ့တရှင်တော်ဝိညာဉ်တော်ဘုရားအသက်တဖန်သွန်လောင်းပြီးပြည့်စေတော်မူပါ In Jesus' name we pray. သခင်ယေရှုနာမ၌ဆုတောင်းကြပါ၏ Amen. Amen. So how many people here were with us when we were in Myanmar? ကျွန် How တော် many people here? မြန်မာနိုင်ငံကနေလာခဲ့တဲ့ Wow, ဒီ okay. ရှင်မြန်မာနိုင်ငံမှာကျွန်တော်တစ်ခါ Most people. အများစု Yeah, good. Praise the Lord. So we're believing that the Holy Spirit is going to come and deeply impact your lives. ဆိုတော့ဒီတရှင်တော်ဝိညာဉ်တော်ဘုရားကျွန်တော်တို့ရဲ့သက်တာမှာကြီးမားစွာလှုပ်လှုပ်မယ်ဆိုတော့ယုံကြည်ပါ What do you need to do? ဒီနေ့ဘာလုပ်ဖို့လိုအပ်လဲ I'm going to be doing the teaching, ဒီနေ့ကျွန်တော်တို့သင်ပေးချင်တယ် but what do you need to do? ဒါပေမဲ့သင်တို့ကဘာလုပ်ရမလဲဆိုတော့ You need to believe it. ယုံကြည်ကိုးစားဖို့ဖြစ်တယ် You need to receive it. ပြီးတော့ယုံကြည်စွာလက်ခံရယူဖို့ဖြစ်တယ် We don't want to be just hearers of the word. ကျွန်တော်တို့ကြားနာယုံသက်ပဲမဟုတ်ဘူး We want to let the word of God go deep into our hearts. အဲ့ဒီနှုတ်ကပတ်တော်ကျွန်တော်အသွေးနှလုံးသားထဲထိဝင်ရောက်ဖို့ဖြစ်တယ် Expect God to do great things. ဘုရားသခင်ကြီးမားစွာအမှုပြုမယ်ဆိုတာကိုယုံကြည်မျှော်လင့်ပါ So we're going to call you to enter in. ဒါကြောင့်ကျွန်တော်တို့ဝင်စားဖို့ရတဲ့အတွက် We're going to call you to receive. ပြီးတော့ကျွန်တော်တို့ကိုယုံကြည်လက်ခံဖို့ရတဲ့အတွက် So every session will have a teaching time, ကျွန်တော်တို့သင်ခန်းစာတိုင်းမှာ and every session will have a response time. ပြီးတော့ကျွန်တော်အပြန်အလှန်တုံ့ပြန်ခြင်း And that is the time for you to receive. ရှိမယ်အဲ့ဒီအချိန်မှာကျွန်တော်တို့ယုံကြည်လက်ခံဖို့ရယူဖို့အချိန်ဖြစ်တယ် Many times as Christians, we are only just hearing the word. ခရစ်ယာန်အများစုကကြားပဲကြားနာတယ်နားထောင်တယ် But it says in Ephesians chapter 1, verse 3, ဒါပေမဲ့အေဖက်ခန်းကြီး1ခန်းငယ်3 Paul says that every spiritual blessing in the heavenly realms is ours in Christ နော် Jesus. ရှင်ပေါလုကပြောတယ်နော်တရှင်တော်ဝိညာဉ်တော်ဘုရားကနေမဆရရတော့ခရစ်တော်အားဖြင့်ဖြစ်တယ် So we're not going to leave those blessings in heaven. ဆိုတော့ဒီနေ့ကျွန်တော်တို့ကောင်းကင်ကနေရမယ်ကောင်းကြီးတွေက We're going to receive them. အဲ့တော့ကျွန်တော်ယုံကြည်လက်ခံဖို့ဖြစ်တယ် As Christians, we have to learn to receive all that Jesus has accomplished ဆို for တော့ကျွန်တော် us. ယုံကြည်သူတွေကသခင်ခရစ်တော်စီကနေတော့သင်ယူပြီးတော့မှသင်ယူရတဲ့ຢာကိုလက်ခံယူဖို့ဖြစ်တယ် Imagine with me for a moment, you've been invited over to your friend's home for dinner. ဆိုတော့ဥပမာနဲ့ပြောမယ်ဆိုရင်သင်ရဲ့တကယ်ချင်းအိမ်မှာညနေစာတော့ And you're sitting in the home with your other friends waiting for the food to be served. ဆိုတော့သမင်းစားဝိုင်းမှာတော့ခြားသောတကယ်ချင်းတွေနဲ့အတူစားဖို့ရန်ထိုင်ပြီးစောင့်နေမယ် And the table is here. သမင်းစပွဲကတော့ဒီနားမှာရှိတယ် And they start bringing out the food and setting it on the table. ပြီးတော့စားစရာတွေကယူလာပြီးအဲ့ဒီသမင်းညစာစားစပွဲ And you're watching as the food comes out of the kitchen. ဆိုတော့ပြီးတော့လူတိုင်းကဒီမိဖို့ကြောင်ကနေထွက်လာတဲ့အစားအစာတွေကိုမြင်တွေ့ And တယ် now all the food is on the table. စားစရာတွေကတော့စပွဲပေါ်ရောက်နေပြီ And you're sitting with the other friends watching. ဒါပေမဲ့ခြားတကယ်ချင်းတွေကထိုင်ပြီးပဲကြည့်နေတယ် What are you going to do? အဲ့ဒီချိန်မှာဘာလုပ်ရမလဲ Are you going to just talk about the food? အဲ့ဒီချိန်မှာအစားအစာကြောင်းပြောမှလား Oh, I love that food. အဲ့ဒီစားစာတော့ငါကြိုက်တယ် That's my favorite food. အဲ့ဒါငါကြိုက်ဆုံးစားစာပဲ Or maybe someone will get up and sing a song about the food. ဒါမှမဟုတ်တခြားပြောင်းထပြီးတော့အစားအစာကြောင်းပဲတချင်းဆိုနေမလား Or maybe the cook will come out and preach a message about the food. ဒါမှမဟုတ်ခုနချက်ပြောတဲ့သူကထွက်လာပြီးတော့မှတရားဟောနေမှာလား How they made the food. ဒီစားစာကြောင်းဘယ်လိုပြောနေ What the food tastes like. ဒီအစားအစာကဘယ်လိုကျွန်တော်တို့ And they're preaching a message about the food. ဘုရားသာရှိတယ်ကောင်းကျိုးဖြစ်တယ်ဆိုတော့ဟောပဲဟောပြောနေမှာလား Is that all you're going to do? အဲ့ဒါကျွန်တော်လုပ်ရမယ့်အရာလား No, what are you going to do? မဟုတ်ဘူးကျွန်တော်လုပ်ရမယ့်အရာက You're going to come and eat the ကျွန် food. တော်ထိုင်ရနေထပြီးတော့စပွဲဝိုင်းမှာဝင်ထိုင်စားတော့ဖို့ပဲဖြစ်တယ်အာမင် But too many times in the church, all we do is talk about the food. ဒါပေမဲ့ကျွန်တော်တို့အသင်းတော်များစုကကျွန်တော်တို့ခုနပြောတဲ့အစားအစာအကြောင်း Or we just
sing songs about the food. ကျွန်တော်တို့အဲ့ဒီအစားအစာအကြောင်းပဲချီးမွမ်းကြတယ်သချင်းဆိုကြတယ် Or we just hear messages about the food. ဒီအစားအစာအကြောင်းကိုပဲကျွန်တော်ဝေငှကြတယ် And often as Christians, we don't come and ဒါပေမဲ့ကျွန်တော်တို့ခရစ်ယာန်အများစုက we don't come and receive. မသုံးဆောင်ဘူးမလက်ခံဘူးမရယူဘူး God has prepared a feast, ဘုရားသခင်ကတော့ကျွန်တော်တို့အတွက်ပြည့်စုံစွာပြင်ဆင်ပေးတယ် a feast of blessings, ကျွန်တော်တို့ကိုကောင်းချီးများစွာနဲ့ကျွေးမွေးနေတယ် of promises, သူရဲ့ဂတိတော်များစွာနဲ့ကျွန်တော်တို့ပေးပြီးသား a ဖြစ်တယ် feast of His love. သူရဲ့ချစ်ချင်းမေတ္တာတွေနဲ့ပေးပြီးသားဖြစ်တယ် What are you going to do? ကျွန်တော်ဘာလုပ်ရမလဲ Come and eat. လာပြီးတော့အတူတူကစားတော့ဖို့ဖြစ်တယ် God invites you ဘုရားသခင်ကဒီနေ့ကျွန်တော်တို့ဖိတ်ခေါ်တယ် because only the hungry eat အရင်ဆောင်ငတ်နေတယ် and only the thirsty drink. ဆောင်ငတ်နေတဲ့သူတွေအတွက်လိုအပ်တယ် So I ask you today, ဒါကြောင့်ဒီနေ့မေးချင်တယ် are you hungry? ဆောင်ငတ်ရဲ့လား Are you thirsty? တကယ်ကိုရေငတ်နေရဲ့လား The river of life. ဒီဘုရားသခင်ရဲ့နှုတ်ကပတ်တော်အသက်ကိုပြောတာဖြစ်တယ် Jesus is here, သခင်ယေရှုဟာကျွန်တော်တို့နဲ့အတူရှိတယ် right here, ဒီနေရာမှာအတူရှိနေတယ် right inside you. ကျွန်တော်တို့နှလုံးသားထဲမှာရှိနေတယ် Living water. အရှင်နဲ့ရှင်အဖြစ်ကျွန်တော်တို့ပြီးနေတယ် What does God want to do in your life? အဖက်သခင်ကတေရောသက်တာထဲမှာဘာလုပ်ရှင်လဲဆို What is God going to do during this? ဒီနေ့ဒီသင်ခန်းဆောင်အဖြစ်ဘုရားသခင်ကသင်ကိုဘာလုပ်နေမလဲ We need to ask Him. We need to ask God, ဒီဟာကိုကျွန်တော်တို့ဘုရားကိုမေးဖို့ဖြစ်တယ် Lord, what do you want to do in my life? အဲ့ဒီခေတ်ကျွန်တော်ရဲ့အသက်မှာဘာလုပ်စီချင်လဲ So expect. ကျွန်တော်မျှော်လင့်ပါ So what we're going to do is we're also going to model to you what you can do in your ministries. ဆိုတော့ဒီနေ့ဒီညအဖြစ်ကျွန်တော်တို့သာသနာ့မှာများစွာကျွန်တော်တို့ပြင်ပြကြ So we've given you books, ကျွန်တော်တို့အားလုံးကိုစာအုပ်ပေးထားပြီးပြီနော် and you can use these materials in your teaching. ဒီသင်ခန်းစာကိုကျွန်တော်တို့သာသနာ့မှာပြန်လည်သုံးရတယ်ပြန်လည်သင်ကြားဖို့ဖြစ်တယ် And we're also going to model to you how we pray for people, ပြီးတော့ကျွန်တော်တို့ရဲ့ဒီလိုစုပေါင်းရမလဲဆိုတော့ how we do ministry, ကျွန်တော်တို့သာသနာ့ကိုလုပ်ဆောင်တယ် so that we can learn together. ကျွန်တော်တို့ကလေ့လာဖို့ဖြစ်တယ် And we're also going to have an opportunity to do one-on-one appointments with people, if you would like that. ဆိုတော့ကျွန်တော်တို့ဒီနေရာမှာတယောက်ချင်းတူဦးချင်းเนาะချိန်ထူပြီးတော့မှလေ့လာဖို့ဖြစ်တယ် So we're going to do a 30-minute appointment. We're going to try to do a 30-minute appointment with everybody. ဆိုတော့30မိနစ်30ပါအချက်တစ်ချက်လေ့လာဖို့ဖြစ်တယ် And so what we want you to do is we want you to pray and ask the Lord what He wants to do in your life during this appointment. ဆိုတော့ကျွန်တော်တို့ဒီအချိန်ယူတဲ့ချိန်မှာဘုရားကကျွန်တော်တို့ကိုဘာလို့စေချင်တာလဲဆိုတော့ဘုရားကိုဆုတောင်းဖို့လေးဖို့ဖြစ်တယ် Maybe you would like prayer for your ministry. အခုကျွန်တော်ရဲ့သာသနာ့ဘယ် ministry သက်ဆိုင်ပါလဲဖြစ်နိုင်တယ် Maybe you would like prayer for your future. What does God have for you? အမြင်ရသေးတဲ့အနာဂတ်အတွက်သက်ဆိုင်ပါ Maybe you would like prayer for an internal struggle that you're having right now. အခုကျွန်တော်တို့အထဲမှာကျွန်တော်တို့ကိုယ်တိုင်ရုပ်ကန်နေရတဲ့အချိန်တွေသက်ဆိုင်ပါဖြစ်နိုင်တယ် So we're going to pray with you. ဒါပေမဲ့ဘယ်ရာပဲဖြစ်ဖြစ်တဲ့ဆုတောင်းဖို့ရ We're believing for miracles. ဆုတောင်းတဲ့အခါမှာဘုရားရဲ့နမိတ်လက္ခဏာကိုယုံကြည် We're believing that the power of God is going to come. ဘုရားသခင်ရဲ့တကိုးတော်ဟာတင့်သက်တာမှာလှုပ်လှုပ်ပဲဆိုတာယုံကြည်ပါ Let's agree together. အဲ့ဒါကိုကျွန်တော်တို့တူပါ We have a great God. ကျွန်တော်မှကြီး God wants to do great တ things. ကိုးကြီးတဲ့ဘုရားရှိတယ်ဒီကြီးမားတဲ့ဘုရားကကျွန်တော်ကြီးမားတဲ့အမှုပြုပါဖြစ်တယ် Thank you, Jesus. Thank you, Jesus. Good. Praise the Lord. So we're going to start with session 1. ကျွန်တော်တို့ Which is in your book. ဒီမှာကြည့်အောင်စာမျက်နှာ1မှာရှိပါတယ် And
So the notes that we gave you are just a general outline of what we're going to be talking about. ဆိုတော့ကျွန်တော်တို့ပေးထားတဲ့ဒီ note စာအုပ်က resume စာအုပ်မှာအခြေခံအပြင်အကျဉ်းပြသဘောဖြစ်တယ် So these are not detailed notes. You may want to take extra notes yourself. ဒီဟာကအသေးစိတ်မဟုတ်ဘူးကျွန်တော်တို့အကျဉ်းပြ online ဒီနဲ့ပေးထားတာဖြစ်တယ် Also, we may not be following the outline exactly as it is. ဆိုတော့ဒီ challenge တွေကိုကြည့်ပြီးတော့မှကျွန်တော်တို့က resume ပြန်ပြန်ဖြစ်တယ် Sometimes the Holy Spirit wants to do different things. တရှင်တော်ဘုရားတော်ကဒီလိုကိုမတူထူးခြားစွာနဲ့ We give him the freedom. ကျွန်တော်တို့လွတ်လပ်စွာသူဝင်ဖို့ဖြစ်တယ် So we're going to start with talking about the kingdom of God. ဒီပထမဆုံးအနေနဲ့ကတော့ဘုရားသခင်နိုင်ငံတော်ကြောင့် We're going to start talking about why we were created. ဒါကြောင့်ပထမဆုံးအနေနဲ့ကျွန်တော်တို့ကိုဘာဖြစ်လို့ဖန်ဆင်းတာလဲ Why did God create us? ဘာဖြစ်လို့ကျွန်တော်တို့ကိုဖန်ဆင်းတာလဲဆိုတော့ရည်ရွယ်ချက်ကို When we look at the scriptures, we see that there are three primary reasons why God created us. ဒီကျမ်းချက်ပေးထားတဲ့ကျမ်းချက်တွေကိုလေ့လာတဲ့အခါဘုရားသခင်ကကျွန်တော်တို့ဖန်ဆင်းရခြင်းရည်ရွယ်ချက်ကိုကျွန်တော်မြင်တွေ့ရအောင် And the main reason is that we were created for the glory of God. အဓိကအကျဆုံးချက်ကကျွန်တော်တို့ကဘုရားရဲ့ဘုန်းတော်ကိုထင်ရှားစေဖို့ဖြစ်တယ် So what is the glory of God? ဒီအဲ့ဆိုဘုရားသခင်ရဲ့ဘုန်းဆိုတာဟာ If we were created for God's glory, then we have to know what His glory is. ကျွန်တော်တို့ကိုဘုန်းတော်အတွက်ဖန်ဆင်းတယ်ဆိုတော့အဲ့ဒီဘုန်းတော်ကပါလေ Moses asked God to show him His glory. ဒီမှာမောရှေကဘုရားသခင်ကိုယ့်ရဲ့ဘုန်းကို He hungered for the glory of God. ဒီတွေ့ချင်တဲ့အခါမှာစာနဲ့စွာနဲ့ဘုရားသခင်ကိုတောင်းဆို So let's read Exodus chapter 33, တော့ဒီမှာထွန်းမြောက်ရခြင်းခန်းကြီး 18 to 33 19, အငယ်18ကနေ and Exodus 34, 5 to 8. ပြီးလို့ရှိရင်ခန်းကြီး33အငယ်9နဲ့10ကိုလည်းတစ်ခါနဲ့တိုင်ထားမယ်ဆမ်းမျက်နှာတစ်ခုထဲမှာပဲရှိတယ်နော်တော့ရှေ့ဦးဆိုတော့ကျွန်တော်ဥဆောင်ပြီးဖတ်သွားပါမယ်ထွန်းမြောက်ရခြင်းခန်းကြီး34အငယ် 33အငယ်18နဲ့19နော်တပန်တော်ကိုရောဤဘုံကိုအကျွန်ုပ်အားပြတော်မူပါအကျွန်ုပ်တောင်းပန်ပါဤဟုရှောက်ရင်သာရဖျားကမာဤကောင်းကိုခြင်းရှိသည်များကိုသိရှိ၌အားရှောက်သွားစေပြီးသာရဖျားဤနာမတော်ကိုလည်းသိရှိ၌အားကြွေးကြော်ပြီးမာသည်ယေရှုပြုလိုတော်သူကိုယေရှုပြုပြီးတနာလိုတော်သူကိုလည်းတနာပြီး And I read 34, 5 to 8. တော့ခန်းငယ်30 sorry ခန်းကြီး34အငယ်9နဲ့10ကိုလည်းတစ်ဆက်တည်းမှာဖတ်ပါပါသာရဖျားသည်ဘိုးတိမ်ဖြစ်ဆက်တဲ့၍ဘိုးရဲ၌မောရှေနာမရဲရဲသာရဖျား၏နာမတော်ကိုကြွေးကြော်တော်မူ၏သာရဖျားသည်မောရှေရှေ၌ကြွတော်မူ၏သာရဖျားစေတနာခြင်းမေတ္တာဂရုဏာနှင့်ပြည့်စုံ၍စိတ်ရှိခြင်းကျေးဇူးပြုခြင်းသစ္စာဆောင်ခြင်းနှင့်ကျွယ်ဝတော်မူသောအထောင်အသောင်းများသောသူတို့အားသနာခြင်းကျေးဇူးတရားကိုစောင့်တော်မူသောအဓမ္မချစ်ခြင်းတရားတော်ကိုလူကျူးခြင်းပြစ်မှားခြင်းအပြစ်တို့ကိုဖြေလွတ်တော်လေအချီးနှီးသက်သက်ဖြေလွတ်တော်မူသောအာဇင်ပြေဆက်တတိယအဆက်သရုပ်ထအဆက်တိုင်အောင်အဘာတို့၏အဖြစ်ကိုသားတို့၌ဆက်ပေးစေတော်မူသောဘုရားသခင်ကိုကြွေးကြော်တော်မူပြီးမောရှေသည်အလင်းအမြန်ပူညွှန်းချ၍ကိုးကွယ်လျက် So what does God reveal to Moses? တော့ဘုရားသခင်ကမောရှေကိုဘယ်လိုကြည့် Moses ထားလဲ said, show me your glory. မောရှေကပြောတယ်ကိုရောဘုန်းတော်ကိုပြပါ What does God show him? ကိုရောကျွန်တော်ကိုပြပါ He shows him his character. ဒါကြောင့်ဘုရားသခင်ရဲ့သူ့ရဲ့ဖြစ်ခြင်းကို He's a faithful God. သူကသစ္စာဆောင် He's a compassionate God. အကျေကိုတနာချစ် He's a loving God. ချစ်ချင်းမြတ်တာနဲ့ပြည့်တဲ့ This is the glory of God. ဒီရာကဘုရားရဲ့ဘုန်းတော် The glory of God is the revelation of God. အဲ့ဒီဘုန်းတော်ကဘုရားသခင်ရဲ့ရှိခြင်းကို It is God showing himself to the world. အဲ့တော့ဘုရားသူ့ရဲ့ရှိခြင်းကိုပေါ်ပြခြင်းဖြစ်တယ် It's like God is behind a curtain.
ဘုရားသခင်ကကျွန်တော်တို့ကိုဖတ်တွေ့တာ And we say, Lord, show us your glory. ဘုရားသခင်ကျွန်တော်ဘုန်းတော်ကို And he ပြပါ opens the curtain. ဘုရားသခင်ကဖွင့်ပြလိုက် And we get a revelation of his glory. အဲ့ဒီမှာကျွန်တော်တို့ကဘုရားတိတ်တော်ကို Imagine with me for a moment before creation. ဆိုတော့ကျွန်တော်တို့ဖန်ဆင်းခြင်းအရာတွေဘုရားပေါ်ပြတယ် Only God existed. ဘုရားသခင်ဖန်ဆင်းခြင်းမစခင်တည်းကဘုရားကရှိပြီးသားဖြစ် God the Father, God the Son, and God the Holy Spirit. ပြီးတော့ဘုရားသားတော်ဘုရားတန်ရှင်လို့မရင်တော့ဘုရားသုံးပါတစ်လုံးသုံးပါနဲ့ရှိပြီးသားဖြစ်တယ် And when the Father would look at the Son, what would he see? နောက်ဘုရားသခင်ကသူ့ရဲ့သားတော်ကို He'd see ပေါ် his ပြတယ် glory. အဲ့ဒီသားတော်ကိုစေလွှတ်ခြင်း And the Son would see the glory of the Father. ဒီသားတော်ကလည်းခမည်းတော်ရဲ့ဘုန်းကိုထင်ရှား But for some reason, God decided to create. ဒီကဘုရားသခင်ကဖန်ဆင်းရတယ်ချက်တယ် What is creation? အဲ့ဒီဖန်ဆင်းခြင်းကဘာလဲ Creation is the overflow of the glory of God. ဒီဖန်ဆင်းခြင်းတွေကဘုရားရဲ့ဘုန်းတော်ကိုထင်ရှားစေဖို့ဖြစ်တယ် So when you look at a mountain, how do you? ကျွန်တော်တောင်တွေကိုမြင်တဲ့အခါမှာဘယ်လိုခံစား What လဲ are you thinking when you look at a mountain? အဲ့ဒီတောင်ကိုကြည့်တဲ့အခါမှာတင့်ရဲ့စိတ်ထဲမှာဘာတွေပေါ်လဲ Big, ကြီးတယ် strong, တကယ်ကိုခိုင်မာကြောက်တော်နဲ့ဖြစ်တယ်တကယ်တကူရှိတယ်လို့ခံစားရတယ် Why do you think those things? အပြည့်လို့အဲ့လိုခံစားရတယ် Because that mountain was created to show us the glory of God. ဘာဖြစ်လို့လဲဆိုအဲ့ဒီတောင်ကဘုရားရဲ့ဘုန်းတော်ကိုပေါ်ပြ God is big. ဘုရားသခင်ကတကယ်ကိုကြီးမြတ်တယ်ဖြစ်တယ်တကူကြီးတဲ့ဘုရားဖြစ်တယ် Now, when you're walking through a forest by a stream ကျွန်တော်တိုးရဲသွားတဲ့အခါမှာဆန်းချောင်းတွေမြင်ရတယ် and the wind is blowing through the trees ဆိုတော့လေတဲ့ပေဒီပေါ်မှာလေတွေတိုက်တဲ့အခါမှာ and you can hear the birds, လေတိုက်သွားတဲ့ငှက်တန်တွေကြားရတယ် how do you feel? ကျွန်တော်တို့ဘယ်လိုခံစားရလဲ Peace, ဘာပြောရှင်ဒီလက် joy, ဘာပြောတဲ့ life. နော်တကယ်ကို fresh ဖြစ်သွားတယ် Why do you feel that way? ဘာဖြစ်လို့လဲလို့ Because the wind and the birds and the tree are showing forth the glory of ဘာ God. ကြောင့်လဲဆိုရင်အဲ့ဒီတစ်ပေတွေငှက်တွေဒီတွေကဘုရားရဲ့ဘုန်းတော်ဖြစ်ရှားစေတယ် God is peace. အဲ့ဒီကေဟာညီတဲ့ God is joy. အဲ့ဒီဝမ်းမြောက်ခြင်းဖြစ်တယ် God is life. အဲ့ဒီကေဟာအတင်းလည်းဖြစ်တယ်အသက်လည်းဖြစ်တယ် And all of creation was to show forth the glory of God. ဆိုတော့ဖန်ဆင်းခြင်းတွေအားလုံးကဘုရားရဲ့ဘုန်းတော်ထင်ရှားဖို့ဖြစ်တယ် Now you and I, man and woman, are the only part of creation created in the image of God. တတိမှာရှိတဲ့သင်နဲ့ကျွန်တော်အမျိုးသားမျိုးသမီးအားလုံးဘုရားရဲ့ပုံသဏ္ဍာန်တော်နဲ့ဖန်ဆင်းထားတဲ့သူတွေဖြစ်တယ် You were created for His glory. ဘုရားရဲ့ဘုန်းတော်အတွက်ဖန်ဆင်းခြင်းခံရတာ You were created to receive His glory and reflect His glory. ဘုရားရဲ့ဘုန်းတော်ခံစားပြီးတော့မှအခြားသောသူပြန်လဲစီထွက်ဖို့ဖြစ်တယ် I was created to reflect the glory of God. ကျွန်တော်ကိုဖန်ဆင်းတာဘုရားရဲ့ဘုန်းတော်ကိုပြန်လဲထင်ဟပ်စေဖို့ဖြစ်တယ် So when I smile at my brother, ကျွန်တော်ဒီကိုယ်တွေကိုပြောပြတဲ့အခါမှာ what am I doing? ဘာလို့လဲ I'm showing him the joy of the Lord. ကျွန်တော်ဘုရားရဲ့စီးရီလာတဲ့ဝိုင်းရှော့ကိုပေါ်ပြဖို့ဖြစ်တယ် God is happy. ဘာလို့ဆိုဘုရားသခင်ကဝမ်းမြောက်ခြင်းနဲ့ပြည့်နေတာဖြစ်တယ် Every day you were created to receive it. နေ့ရက်တိုင်းမှာဘုရားရဲ့ဘုန်းတော်ဘုရားရဲ့ကျေးဇူးတော်ခံစားဖို့ဖြစ်တယ် The glory of His love. အဲ့ဒီဘုန်းတော်ကဘာလဲချစ်ချင်းနဲ့ The glory of His joy. အဲ့ဒီຢာကဝမ်းမြောက်ခြင်း The နဲ့ glory of His peace. ရင်သက်ခြင်းနဲ့ဖြစ်တယ်ယဉ်ကျေးခြင်း Filling us every day. အဲ့တော့နေ့ရက်တိုင်းမှာကျွန်တော်တို့ပြည့်နေရမှာဖြစ်တယ် Why? ဘာကြောင့်လဲ So I can reflect to others. အဲ့ဒါကိုအခြားသောသူတွေကိုပြန်တယ် That's my mission in life. အဲ့ဒါကကျွန်တော်တို့ရဲ့သာသနာပဲဖြစ်တယ် I am a sign saying God is great. ကျွန်တော်တို့ကိုကြည့်တဲ့အခါမှာကျွန်တော်တို့ဘုရားရဲ့ကျေးဇူးဘုန်းတော်ရဲ့လက္ခဏာဖြစ်တယ် That's who you are. အဲ့ဒီကအားလုံးသင်လို့ဖြစ်တယ် We need to think this way.
ဒါဟာကိုကျွန်တော်တို့ဆင်ခြင်ဖို့ဖြစ်တယ် So among my family, I show his glory. ကျွန်တော်တို့မိသားစုထဲမှာဘုရားရဲ့ဘုန်းကိုထင်ရှား When I walk out of this building and go into the shop, I reflect his glory. ဒီဆောက်ကနေထွက်ပြီးတော့မှအဖြစ်ထွက်တဲ့အခါမှာဘုရားရဲ့ဘုန်းကိုပေါ်ပြဖို့ဖြစ်တယ် That's who I am. အဲ့ဒါကျွန်တော်တို့ရဲ့ That's why I was created. အဲ့ဒါကျွန်တော်တို့ကိုဘုရားဖန်ဆင်းထားတဲ့ရည်ရွယ်ချက်ပဲဖြစ်တယ် So that's the first and primary reason we were created, တော့ပထမဆုံးကျွန်တော်တို့ဖန်ဆင်းခြင်းကို for the glory of God. ကြည့်တဲ့အခါမှာဘုရားရဲ့ဘုန်းနဲ့ Second, we were created to live in a love relationship with God. ဒုတိယချက်ကတော့ကျွန်တော်တို့ဘုရားနဲ့အပြည့်နဲ့ He's our Father, မိသားရပါဖြစ်တယ် we are His children, ကျွန်တော်တို့မရှိတဲ့ and we have a love relationship with Him. ကျွန်တော်တို့ဘုရားနဲ့မိသားရဖြစ်ဖို့ဖြစ် We see that in the scriptures, God would walk in the garden with Adam and Eve. ကျွန်တော်တို့ဘုရားတော်ထဲမှာပေါ်ပြတယ်ဘုရားသခင်ဟာဒီနေတဲ့ချိန်မှာအာရုံနဲ့ He ဝိ would ပါ be စ with them. သူတို့နဲ့သူမိ He would love them. သူတို့ကို He would care for them သူတို့ကိုပြုဆိုင် because we have a Father who loves us. သူတို့လည်းကျွန်တော်ခမည်းတော်ချစ်ချင်းမြတ်တော်ခံစားရမှာ So first we were created for His glory, ပထမရဲ့ရည်ရွယ်ချက်ကဘုရားဘုန်းတော်အတွက်ဖြစ်တယ် to receive and reflect His glory. အခါရယူမဲ့ပြန်လဲစီးထွက်ဖို့ဖြစ်တယ် Second, we were created to live in a love relationship with the Father. ဒုတိယချက်ကတော့ကျွန်တော်တို့ခမည်းတော်နဲ့မိသားရပြုဖို့ဖြစ်တယ် And third, we were created to have authority on the earth. နံပါတ်3ချက်ကတော့ကျွန်တော်တို့ကိုအခွင့်တကူအာဏာဘုရားသခင်ကလက်နေထားတာဖြစ်တယ် Let's read Genesis chapter 1, verses 27 to 28. ကျွန်တော်ကဘာဦးကျမ်းခန်းကြီး1အခန်းငယ်29နဲ့28မှာဟောပြထားတယ်ကျွန်တော်ဖတ်တော့ပါမယ်ထို့သောဘုရားသခင်သည်မိမိပုံသဏ္ဍာန်နှင့်အညီလူကိုဖန်ဆင်းတော်မူ၏ဘုရားသခင်၏ပုံသဏ္ဍာန်တော်နှင့်အညီလူယောက်ျားလူမိန်းမကိုဖန်ဆင်းပြီးလျှင်အချင်းတို့ညာပြားစွာမွေးဖွားကြသောရေကြီးကိုပြည့်စေ၍နိုင်ကြသောပင်လယ်ငါတို့ကို၎င်းမိုးကောင်းကင်ငှက်တို့ကို၎င်းအသက်ရှင်၍ရေပေါ်မှလှုပ်ရှားတတ်သောတိရစ္ဆာန်အပေါင်းတို့ကို၎င်းအုပ်စိုးကြသောဟုမိန့်တော်မူ၍သူတို့ကိုကောင်းချီးပေးတော်မူ၏။ So God created man and woman to rule on the earth. သူတို့ဘုရားသခင်ကသူယောက်ျားနဲ့လူမိန်းမကိုအုပ်စိုးဖို့ရတဲ့ He said to them, rule over the fish, ဒီငါးတွေပေါ်မှာအုပ်စိုးပါ rule over the birds, ငှက်တွေပေါ်မှာအုပ်စိုးပါ rule over every living creature. တော့ဘုရားဖန်ဆင်းသမျှအရာတွေပေါ်မှာဘုရားကအုပ်စိုးခဲ့ပြီလား And that is why Adam named the animals, ဒါကြောင့်ဘုရားအာဒံကတိရစ္ဆာန်တွေကိုနာမည်ပေးတယ် because he was ruler over creation. ဘာဖြစ်လို့လဲဆိုတော့ဘုရားကပြည့်စုံဖို့ပေးတာ So as long as we were under the authority of God, ဆိုတော့ဘုရားနဲ့အားရတဲ့ဈာထဲမှာ as long as we were living in relationship with him as our Father, ဒီမိသားရကဖခင်နဲ့သားနဲ့ဆက်ဆက်ရေး under God, man and woman were to rule the earth. ဘုရားနဲ့လူနဲ့ဈာထဲမှာတော့ဒီယောက်ျားနဲ့မိန်းမကဖန်ဆင်းခံတဲ့အရာတွေကို They were to have authority on the earth. ဒီလောကမှာဖန်ဆင်းသမျှပေါ်မှာသူတို့မှာဖက်တကိုးရှိတယ်အား So this is why God created us, ဒီဟာဘုရားသခင်ကဖန်ဆင်းရတဲ့ယောက်ျားချင်းဖြစ်တယ် pour his glory into us. ကျွန်တော်တို့စီကိုသွန်လောင်းတယ် We would reflect it to ကျွန် others. တော်တို့ကနေခြားလို့သူတွေပြန်လဲပြီးတော့မှသင်ဟာပေါ့ As we are living in a love relationship with him, ဒါဘုရားနဲ့ကျွန်တော်တို့ရဲ့ချစ်ချင်းမြတ်တာနဲ့မိခါရဖွဲ့ခြင်း we're coming alive in his love every day. ဒီရဲ့တန်ကသူစီကနေစင်ထွက်လာတယ် And we are ruling and stewarding his creation. ပြီးတော့သူဖန်ဆင်းထားတဲ့အရာတွေပေါ်မှာကျွန်တော်တို့ကပို့ဆိုမဲ့ထိတ်တရား That's why God made us. ဒါဘုရားသခင်ကဒါကြောင့်ကျွန်တော်တို့ကိုဒီနာမှာပါ But something happened. ကူကတော့ဘာဖြစ်လဲဆိုရင် An invader came into God's kingdom. Something happened. So an evil power came into God's အဲ့ creation. ဒီအချိန်မှာပဲဟုတ်စားတယ်မှာတည်းရဲ့
30 wisdom ကြောင့်တယ် There was another creation, အဲ့ဒါကတော့အခြားသောဖန်ဆင်းခြင်းတစ်ခုဖြစ်တယ် the creation of the heavenly realm. ဆိုတော့ဒီဟာကောင်းကင်နိုင်ငံနဲ့သက်ဆိုင်တဲ့ဖန်ဆင်းခြင်း And ဖြစ်တယ် God created angels. ဒါသခင်ကကောင်းကင်တမန်တွေကိုဖန်ဆင်းတယ် And the Bible tells us about one very powerful angel named Satan. ဆိုတော့ကျမ်းစာထဲမှာတော့တကယ်ကိုအင်အားကြီးတဲ့တကူကြီးတဲ့စာရန်ကြောင့်ပြောတယ် And it tells us that at one time this angel rebelled against God. ဆိုတော့အဲ့ဒီကျွန်တော်ဆိုတဲ့ကောင်းကင်တမန်ကတရားသခင်ကထားပဲပုံတယ် He wanted to be like God. သူကဘာတွေးလိုက်လဲသူကဖျားခင်ခဲ့တော့ What did he want? သူကဖြစ်ချင်တာလေ He wanted rulership. သူကဖျားလို့ပြောအုပ်ဆိုချင် He wanted ချင်းကိုလို He wanted authority. အဲ့ဒီအခွင့်အရေးကိုအာဏာကိုသူ He wanted to be like God. သူကဖျားဖြစ်ချင်တဲ့ဆန္ဒ What did God do? အဲ့ဒီခါမှာဖျားကဘာလုပ်လိုက်လဲဆို Well, it says that he took Satan and a third of the angels that rebelled with him and he threw them down to the earth. ကျွန်တော်သိပြီးသားဖြစ်တယ်နော်ဆန္ဒနဲ့အပေါင်းပါ30စုကကောင်းကင်ကနေချလိုက်တာ He cast them out of his presence. သူတို့ကိုတိမ်လိုက်ပြီးတော့မှချလိုက်တယ် Now, when God cast Satan down to the earth, did he lose his desire to rule? ဆိုတော့အဲ့ဒီအချိန်မှာဒီအောက်တာတဲ့ဆန္ဒတွေကဘုရားဖန်ဆင်းထားတဲ့လောကမှာအုပ်စိုးခြင်း Did he lose his desire to have authority? သူတို့ဆုံးရှုံးသွားတဲ့အခွင့်အရေးကိုအာဏာပြန်ရယူခြင်းလို့ပြောတယ် He wanted to rule. သူကအုပ်စိုးခြင်း He wanted authority. သူကအခွင့်အရေးကိုအာဏာရချင်တယ် And what does he see? အဲ့ဒါသူဘာမြင်လဲ He sees that God gave rulership of the earth to Adam and Eve. ဘုရားသခင်ကအာရနဲ့ဧဝကိုပေးထားတဲ့အုပ်စိုးခြင်းအခွင့်အရေးကိုအာဏာ They have authority. သူတို့အခွင့်အရေးကိုအာဏာရှိနေတယ် What does he want? အဲ့ဒါသူကဘာလို့ချင်တာလဲ He wants to rule the earth. အဲ့ဒါအဲ့ဒီအုပ်စိုးခြင်းကို He wants to take their authority. သူတို့စီကနေအဲ့ဒီအုပ်စိုးခြင်းကိုရှာယူခြင်းတယ် What does he do? သူဘာလုပ်လဲ What power does he use to get what he wants? ဆိုတော့ကိုယ်ကိုလိုချင်တဲ့အခါမှာသူဘာနေနဲ့တုံးလိုက်လဲဆိုရင် What does he do? သူဘာလုပ်လိုက်လဲ He lies. သူလေလေ He uses deception. သူက And it says that he takes the form of a snake and he goes into the garden. သူကပုံစံပေါင်းပြီးတော့စာငွေရဲ့ထဲမှာ And he comes up to Eve ငွေကိုတော့ပြီးတော့အေးဝါစီပေါ့ and he speaks to her. ပြီးတော့စကားပြောတော့ What does he say? သူကပြောလဲဆိုရင် He says this. ဒီလိုပြောတယ် Did God really say? ဘုရားသခင်ကတကယ်ပြောရဲ့လား Did God really say? တကယ်ရောဘုရားကပြောရဲ့လားငါထားရဲ့လား What does he want to create? He wants to create doubt. သူကတန်တရားကိုမျိုးစိချပေးလိုက်တယ် He wants Eve to doubt the truth of God. ဘုရားပေးထားတဲ့နှုတ်ကပတ်တော်ပေါ်မှာတန်တရားစကားလေးတွေဖြစ်တယ် And he says, did God really say you can't eat from any of the trees in the garden? ဘုရားသခင်ကဒီဝိနည်းမရှိတဲ့ຢာအားလုံးကိုစားခွင့်ပေးလို့လား And right away, Eve sees that's a lie. တော့နော်ဒီအရာကိုကြည့်ချင်ပါဖြင့် We can eat from all the trees except one tree. အားလုံးကကျွန်တော်ဧဝပြန်ပြောတယ်အားလုံးစားလို့ရတယ်ဒါပေမဲ့အပင်တစ်ပင်ပဲ We can't eat from the tree of the knowledge of good and evil. ဆိုတော့ကောင်းမကောင်းဒီကြောရအပင်ကိုစားရ And if we eat from it, we will die. တကယ်လို့အဲ့ဒါစားမယ်ဆိုရင်တော့ဖြစ်မယ် That's what Eve says to Satan. အဲ့ဒါကစာရန်ကိုဧဝပြန်ပြောတယ် Does Satan give up? စာရန်ကဘာပြောလဲဆိုရင် Does he just run away? လူထပ်ပြေးသွားလို့လား No. He lies again. သူထပ်ပြီးတော့လိန်တယ် And he says, you won't die. တကယ်မသိပါဘူး God just doesn't want you to know what he knows. တကယ်ကသူသိတယ်လို့ပြောအဲ့လိုပြီးမှဆိုလို့ What does he do? သူကဆက်လုပ်တယ် Eve agrees with the devil. နော်စာဧဝကစာရန်နဲ့စကားကို She believes what he says.
သူပြောလိုက်တဲ့စကားကိုယုံကြည် And she takes the fruit and eats it. ပြီးတော့အဲ့ဒီအသီးကိုပြီးတော့ She gives it to Adam and he eats it. ပြီးတော့သူ့ရဲ့မျိုးသားအာရံကိုလည်းပေးလိုက်တယ် And they have rebelled against God. အဲ့ဒီအချိန်မှာဖျားကိုပုံနဲ့ဖြစ်သွား What happens now? အဲ့ဒီအချိန်မှာဖြစ်သွားတယ် Now, as we know, a wall of sin goes up between Adam and Eve. ဆိုတော့အဲ့ဒီအချိန်မှာပဲဘုရားသခင်နဲ့အာရန်နဲ့ယေဝကြားမှာအပြစ်ဆိုတဲ့အရာတွေဖြစ်တယ် And all of their created purposes are stolen from them. ဆိုတော့ဖန်ဆင်းခြင်းနဲ့အရာတွေအားလုံးကဘုရားစီနဲ့ရောက်ပါတယ် And what happens? ဘာဖြစ်သွားလဲ They come out from under the authority of God and they place themselves under the authority of Satan. ဆိုတော့ဘုရားသခင်ရဲ့အခွင့်တကူအာဏာကနေထွက်လာပြီးတော့ဆိုရှယ်မီဒီယာမှာစာရရဲ့အခွင့်တကူအာဏာကိုရောက်သွားတယ်အဆိုချင်းကိုရောက်သွား They place themselves under the kingdom of darkness. They place themselves under the kingdom of darkness. ဆိုတော့သူတို့ကအမောင်နိုင်ငံကိုကြာစံပါလိမ့် Why did this happen? ဒီအချိန်တွေကဘာကြောင့်ဖြစ်သွားတော့လဲ Why did they move from the kingdom of God to the kingdom of darkness? ဘာဖြစ်လို့ဘုရားသခင်ရဲ့နိုင်ငံတော်ထဲကနေပြီးတော့စာတဲ့နိုင်ငံတော်ထဲကိုရောက်သွားတာလဲ Because they chose to agree with Satan and obey him. ဘာဖြစ်လို့လဲဆိုတော့စာရန်ရဲ့စကားကိုနားထောင်လိုက်ဖြစ်တယ် And because they came into agreement, they came under his bondage and slavery. စာရန်စကားကိုနားထောင်လိုက်တာနဲ့သူတို့ကအပြည့်ရဲ့ကျင့်ကြံပေါ်ဖြစ်ချင်းရောက်ပါတယ် Here's the two truths that we find in the Bible. ဆိုတော့ဒီကျမ်းစာထဲမှာဒီမှာတရားကောင်းတစ်ခုမြင်ရတယ် Two streams that we find in the Bible. ဒီနော်အကြောင်းအရာတစ်ခုကိုကျွန်တော်မြင်ရတယ် There's the stream of truth ဒီတမန်တရားကနေဆက်လက်လာတဲ့ရာ and there's the stream of lies. စနဘလက်စားခြင်းတဲ့ပြချင်းရတယ် The Bible tells us that if we believe the lies of the devil, we always come into bondage. ဆိုတော့ကျွန်တော်တို့ဒီလှည့်စားခြင်းယုံကြည်လက်ခံတဲ့ကကျွန်တော်ထဲမှာဒီပြည့်ပြည့်သားဖြစ်သွားတယ် But Jesus tells us in John chapter 8 that the truth will set us free. ဆိုတော့ယောဟန်အခန်းကြီး၈ထဲမှာပြောတယ်တမန်တရားကတိတ်ကိုလွတ်မြောက်စေတယ် What will the truth set you free from? ဆိုတော့အဲ့ဒီတမန်တရားကကျွန်တော်တို့ဘယ်ကနေလွတ်မြောက်စေမှာလဲ The truth sets you free from the lies of the devil. အဲ့ဒီတမန်တရားကကျွန်တော်တို့ကိုလှည့်စားထားတဲ့စာရန်ရဲ့နိုင်ငံလွတ်မြောက်စေမှာဖြစ်တယ် I want you to see this truth in your life. ဆိုတော့ဒီတမန်တရားကိုသိရင်အသက်တာထဲမှာမြင်တွေ့စေချင် Satan's primary power in your life is his ability to lie to you. စာရန်ကသိရတဲ့တာထဲမှာသူလုပ်ပေးနိုင်တဲ့ຢာကဒိတ်လေထည့်ပြခြင်းပဲ He's constantly trying to lie to you. တော့ကျွန်တော်တို့မှာချိန်တိုင်းဒီတိုင်းမှာထည့်ပြနေတယ် He wants to deceive you. ကျွန်တော်တို့ကိုပျက်စီးဖို့ဆုံးရှုံးဖို့လိုချင်တယ် And what's he looking for from you? ကျွန်တော်တို့စိတ်ကနေဘာယူရ What လဲ does Satan want you to give him? ပြီးတော့ကျွန်တော်တို့သူ့ကိုစာရန်ကိုဘာပေးရမလဲဆိုတာပဲသူတောင်းဆိုပြီး He wants you to believe him. သူကသူ့ကိုယုံကြည်ဖို့သူလိုချင် He wants you to agree with him. သူနဲ့သဘောတူညီဖို့ရတဲ့ကြိုးစားတယ် Because as soon as you believe the lies of the devil, you come into bondage. ဆိုတော့အဲ့ဒီຢာတဲ့တင့်ချဲဝင်တဲ့အခါမှာတင်ဟာစာရန်ရဲ့ခြေချွတ်ဖြစ်သွားတယ် Just like Adam and Eve. ဆိုတော့အာရန်နဲ့အေဝါကဲဖြစ်တယ် Adam and Eve were perfect. အာရန်နဲ့ပထမတော့အာရန်နဲ့အေဝါပြည့်စုံတယ် But Satan came and lied to them. စာရန်ကအဲ့ဒီပြည့်စုံခြင်းတဲ့တော့ They believed his lies. စာရန်ကိုပြန်အဲ့ဒီလက်ပြမှုယုံကြည်တဲ့အခါ And မှာ he put them under his bondage, စာရန်ကသူတို့ကိုသူ့ရဲ့အုပ်စုပြီး under his control. သူ့ရဲ့ထိချုံမှုအောက်ထဲမှာထားလိုက် As Christians, you can live in the bondage of the devil if you believe his lies. ဆိုတော့ကျွန်တော်ယုံကြည်သူတွေကအဲ့ဒီလက်ပြတဲ့စာရန်ရဲ့အောက်ထဲမှာပဲသက်ရှင်ပါလား
I'm going to ask you a question. ဒီချင်းနဲ့ In what ways does Satan try to lie? ဒီစာရကကျွန်တော်တို့ကိုတဲ့ပြသွေးဆောင်နေတယ်ဆို What lies has he been speaking to you? အဲ့ဒီဘယ်လိုမျိုးတဲ့ဖြန်းနေလဲ You see, he wants to lie to us about what God thinks. သူကသူ့ကိုစာရကပြန်နေရမှာဖြစ်တယ် He wants to lie to us about the power of our circumstances. ဆိုတော့ကျွန်တော်တို့ရဲ့အခြေအနေတွေအားလုံးကိုသူကလိမ့်နေတဲ့ဖြန်းပြီးတော့ He wants us to become bold. ကျွန်တော်တို့ကိုမျောလင့်ခြင်းမဲ့ခြင်း He wants us to give up, ကျွန်တော်တို့ကိုအရှုံးပေးစေခြင်းနဲ့ and he will lie. ပြီးတော့ကျွန်တော်တို့ကိုလိမ့်နေပြီးတော့မှတဲ့ဖြန်း He'll say things like, God has abandoned you. တကယ်ပဲဒါတကယ်က Your circumstances are too great for God. ဆိုတော့ဖြားတဲ့နေလို့ကိုပေါ်ဝေးစီလေဖြားကချက်ပါမှာ God can't heal you. ဖြားတဲ့ခင်ကပြီးကို God won't transform ဖြား you. တဲ့ကပြီးကိုပြောင်းလဲနိုင် You'll never overcome this sin. ဒီလိုဘယ်လိုမှမဖြစ်နိုင်ဘူးဆိုတော့ Other people don't like you. ဆမ်းရီကမြေကိုမချိုင်ဘူး Other people will reject you. သူမှမြေကိုလက်မခံဘူး See what's the enemy doing? ဆိုအဲ့ဒါကျွန်တော်တို့ He's lying to you. လိမ့်လေပြီးတော့မှကျွန်တော်တို့ထည့်ဖြား What's he seeking from you? ကျွန်တော်တို့စီကနေပါယူရမယ် Agreement. သဘောတူညီမှု He wants you to say, yes, that's right. သူဖြစ်စေချင်တာကဟုတ်ပါတယ်ဆိုတဲ့ဝန်ခံမှုလိုချင်တယ် Have you done that? အဲ့လိုမျိုးလုပ်ခဲ့ပါ What do we need to do? အဲ့ဒါကျွန်တော်တို့ဘာလုပ်ရမလဲ We need to recognize the lies of the devil. ဒီနေ့ကျွန်တော်တို့เนาะဒီ We need to recognize the lies of the devil, to see them, to acknowledge them. ဒီနေ့စာနဲ့အဲ့ဒီတဲ့ဖြားမှုကိုကျွန်တော်တို့ကအတိအကျဖို့တတိထားဖို့ဖြစ်တယ် That's the first thing. ။ဒါပထမဆုံးချက်ဖြစ်တယ် The second thing we need to do is we need to reject the lies of the devil. ။ဒါပေမဲ့ကတော့ကျွန်တော်တို့ကိုစာရကျွန်တော်ရှင်းပြရအောင်ရင်းပယ်ဖို့ဖြစ်တယ် You need to learn to do this every day. ။ဒီဟာကိုကျွန်တော်နေ့ရက်တိုင်းမှာလုပ်ဆောင်ဖို့ဖြစ်တယ် Don't let lies stay in your heart. ။ကျွန်တော်အဲ့ဒီလေးတဲ့ဖြားမှုကိုကျွန်တော်တို့သားထဲမှာနေရာမပေးပါ Don't နဲ့ let them fill your mind. ။ကျွန်တော်တို့အတွေးခေါ်တွေကိုထည့်ခွင့်မပေးပါနဲ့ Because Satan wants to control you. ။ဘာဖြစ်လို့လဲဆိုစာရကကျွန်တော်တို့ထိချ He wants to put you in a bondage. သူရဲ့ကြည့်ကြအောင်မှာကျွန်တော်တို့ကိုထား He wants to put you in a prison. သူကကျွန်တော်တို့တွေ့ကြုံဖြစ်စေခြင်း And that's the prison of his lies. သူရဲ့တဲ့ဖြားမှုထဲမှာတစ်ချက်သားခဲ့ So what lies has Satan been speaking to you? အဲ့ဒီစာရရဲ့တဲ့ဖြားမှုတွေကတဲ့ဘာပြောလဲဆိုရင် At the end of the session today, we are going to pray to reject those lies. ဆိုတဲ့တင်ငန်းစာရဲ့ဆုံးပိုင်းမှာဒီဟာကိုကျွန်တော်တို့ reject လုပ် We are going to break their power. ဒီစာရဲ့ငကိုတွေကျွန်တော်အားလုံးချုပ်ဖြတ်ကြအောင် And we're going to come into the freedom of truth. ဆိုတဲ့တမန်တရားထဲမှာလွတ်ခြင်းအခွင့်ကိုရယူဖို့ဖြစ်တယ် Here is the spiritual principle. ဒီဟာကဝိညာဉ်ရေးရာအရာ Truth is the first step on the road to freedom. ပထမဆုံးကတော့ကျွန်တော်တို့တမန်တရားထဲမှာလွတ်ဖို့ဖြစ်တယ် Believing the truth is the very first thing we have to do. အဲ့တော့ပထမဦးဆုံးကျွန်တော်တို့လှုပ်ဆောင်ရမယ့်အရာဖြစ်တယ် So at the end of the session, I'm going to have you write down some of the lines that Satan has been speaking. ဒီငန်းစာရဲ့ဆုံးပိုင်းမှာကျွန်တော်စာရွက်လေးတွေနဲ့ကျွန်တော်တို့ရဲ့ကြာရှုံးတဲ့အရာတွေပြန်ပြန်မှုတွေကျွန်တော်တို့ရေး And right under that line, I'm going to have you write down the truth of God. ဆက်ဒီတစ်ချက်ရေးပြီးလို့ရှိရင်တမန်တရားနဲ့ကျွန်တော်ပြန်ပြီးတော့မနိုင်ပြန်တယ် And we're going to reject the lie, ပြီးလို့ရှိရင်အဲ့ဒီဟာတွေကိုရင်းပယ်မယ် and we are going to believe the truth. ကျွန်တော်ပြီးတော့ဘုရားရဲ့တမန်တရားနဲ့ကျွန်တော်ပြီးပါတယ်ဘယ် And the truth will set us free. တမန်တရားကလည်းလို့ရှိရင် And we need to do it every day. ဒီဟာကိုကျွန်တော်နေ့ရက်တိုင်းမှာလုပ်ရမှာဖြစ်တယ် So this is what happened. အခုဘာဖြစ်မလဲဆိုရင် Adam and Eve believed the lie.
အာရနဲ့ဧဝကကံကြောင့်ကိုယုံကြည်တဲ့ That lie put them into bondage. အဲ့ဒီတဲ့ကြောင့်သူတို့ချင်းချုပ်ဖြစ်သွားစေ They came out from under the kingdom of God သူတို့ကဖျားရဲ့နိုင်ငံတော်ထဲကနေပြီးတော့ထွက်ပြီးတော့ and they came under the bondage to the kingdom of darkness. စာရန်ရဲ့နိုင်ငံတော်နဲ့စာရန်ဖန်မှုတွေကိုသူတို့ဝင်ရောက်သွားတယ်ကြားရောက်သွားတယ် What is the kingdom of darkness? အဲ့ဒီအမောင်နိုင်ငံစာရန်နိုင်ငံကဘာလဲဆိုရင် What are the goals of this demonic kingdom? ဆိုတော့နော်သူတို့ရုပ်တုကိုပဲတဲ့ Well, the kingdom of darkness is composed of the enemies of God. The kingdom of darkness is made up of the enemies of God. ဆိုတော့ခုနအမောင်နိုင်ငံဆိုတာကဖျားရဲ့ရန်သူဖြစ်တဲ့နိုင်ငံဖြစ်တယ် The Bible tells us that God has 3 enemies. သစ္စာကပေါ်ပြတယ်ရန်သူသုံးပါ We know one enemy. What is it? ဘာလဲဆိုရင် Satan. စာရန် And Satan, through temptation, brings sin. စာရန်ကကျွန်တော်တို့ပြစ်သေးကိုချဖို့ရန်အတွက်အများနဲ့တွေးဆောင်နေတယ် And what is the wage of sin? အဲ့ဒီအပြစ်ကဘာလဲဆိုရင် Yeah. သိခြင်း So Satan, sin, and death are the enemies of God. ဆိုတော့ဖျားသခင်စာရန်ကကျွန်တော်တို့ကိုသိခြင်းနဲ့ And Satan, sin, and death compose the kingdom of darkness. စာရန်ကဖျားသခင်ရဲ့နိုင်ငံရန်ဘက်ပြုတ်ပြီးဖြစ်တယ် And the Bible tells us that everyone born since Adam and Eve have been born under the power of this demonic kingdom. ဆိုတော့ဒီအာရနဲ့ဧဝကနေစဉ်းသက်လာတဲ့လူသားအားလုံးကအပြစ်သားဖြစ်ပြီးတော့သိဖို့ပဲဒီလူချင်းနဲ့ What does this kingdom want to do? တော့ဒီအရာကဘလို့မဖြစ်စေချင် Well, remember, we said Satan wants to be like God. ဘာဖြစ်လို့စာရန်ကဘုရားသခင်ကဲ့သို့ဖြစ်ချင်လို့ဖြစ်တယ် What did God do? ဘုရားသခင်ကဘာလို့လဲဆိုတော့ God created us in his image ဘုရားသခင်ကျွန်တော်တို့ကိုသူ့ရဲ့ပုံစံတော်နဲ့ညီဖက်ခြင်းနဲ့ so that we could receive and reflect his glory. ဘုရားရဲ့ဘုန်းတော်ကျွန်တော်ခံယူရခံစားမယ်ပြီးသူကောက်ပြန်လေပြီးတော့ထေဟဖို့ဖြစ်တယ် And Satan wants to be like God. ဒီဟာကိုစာရန်ကလိုချင်တာဖြစ်တယ် So what does he do? သူကဘာလုပ်လဲဆိုရင် He begins to recreate us in his image. စာရန်ကသူ့ရဲ့ပုံစံတော်နဲ့ဘုရားရဲ့အတုခိုးပြီးတော့သူ့ကိုပြန်ဆက်တယ် So that we will begin to show his glory, စာရန်ပြီးတော့အဲ့ဒီသူ့ရဲ့ပုံစံတော်ဒီပြန်တယ် his character. သူ့ရဲ့လက္ခဏာကိုပေါ်စေတယ် So instead of me smiling at my brother, ဒီတော့ဒီကိုလေး instead of loving my brother, ဒီကိုချစ်တယ် what does the kingdom of darkness want me to do? ဒီနေ့ကနော်မောင်နိုင်ငံထဲမှာရှိနေပြီဆိုကျွန် He တော် wants me to reject him, သူကအဲ့ဒီအရာကို wants me to wound him. ပြင်းပယ်ရမယ်ဖယ်ရှားရမယ် And what happens? အဲ့ဒီအခါမှာဘာဖြစ်လဲဆိုရင် From generation to generation, we are all polluted with the powers of ဆိုတော့အဲ့ဒါမလုပ်နိုင်ဘူးဆိုရင်ကျွန်တော်တို့မျိုးစေ့မျိုးဆက်ကကျွန်တော်တို့ဒီဒီထဲမှာပဲရှိနေမယ် So I want to ask you a question. ဒါပေမဲ့လေးတစ်ခုမေးချင်တယ် How does the kingdom of darkness come to your life? ကျွန်တော်တို့ဘဝထဲကိုဟောစာရယ်ကဘလို့လုပ်ဖြစ်တယ်လို့ဆို What powers has the enemy brought to your life? အဲ့ဒီညာကကျွန်တော်တို့ဘဝဘလို့ဖြတ်စည်းနေတယ် Some of you today are struggling with the power of rejection. တချို့ကတော့ကျွန်တော်မငြင်းပယ်နိုင်ပဲနဲ့ဒီထဲမှာကျွန်တော်ရုပ်ကန်နေရတဲ့ရှိတယ် Some of you have been abused. ကျွန်တော်တို့ကတော့ဒီအောင်အုံပြုနေမယ် Some of you today are struggling inwardly with a wound in your heart. ဆိုတော့ကျွန်တော်တို့တချို့ကတော့ဒီထဲမှာတရားတန်ချက်တွေဘယ်လိုမြောက်နိုင်ဘူး Some of you are living in fear. တချို့ကတော့ကြောက်ရွံ့စိုးရိမ်ခြင်းတွေနဲ့ပြည် Some of you are living in constant physical pain. ဆိုတော့တချို့ကတော့ခန္ဓာကိုယ်ရဲ့ယောဂဖိစီးနေစမှုခံနေရမယ် But in some way, the enemy comes and attacks you. ဘယ်လိုပဲဖြစ်ဖြစ်ဒီချန်သူကကျွန်တော်တို့ကိုဒီလမ်းပေါင်းစုံနဲ့တိုက်ခိုက်နေတယ် What does he want to do? သူကဘာလို့စိတ်ချင်တာလဲ He wants to pull you back. ကျွန်တော်တို့ကိုအောက်ကိုဆွဲချခြင်းပဲ He doesn't want you to live a life for God. ကျွန်တော်တို့ဘုရားသက်သက်ရှင်မှာသူကကြောက်တဲ့အတွက်
So he's going to lie to you. ဒါကြောင့်ကျွန်တော်တို့လိန်နေတယ် He's going to wound you. ဒီကိုလက်ဖြားနေတယ် He's going to get you to live in fear ဒီကိုကြောက်ရွံ့ခြင်းနဲ့အသက်ရှင်ဖို့ so that you will not be an effective Christian. ကျွန်တော်တို့စစ်မှန်တဲ့ယုံကြည်သူမဖြစ်အောင်ကျွန်တော်တို့ကိုဆွဲချ What do we need to do? ဆိုကျွန်တော်တို့ဘာလုပ်ရမလဲ We need to recognize the way the enemy has come to our lives. ဒီတတိယဘုကရန်သူကကျွန်တော်တို့ဘဝကိုဖြတ်စည်းဖို့ဆွဲချဖို့လုပ်နေဆိုတတိယဘု What is the wound that I'm struggling with? ဆိုတော့ကျွန်တော်အထဲမှာတရားဖြစ်နေတဲ့အရာ What thoughts am I struggling ကျွန် with? တော်တို့ရဲ့အတွေးထဲမှာမကောင်းတဲ့ຢာနဲ့ဖြစ်နေတဲ့ How has the enemy come into my relationship? ကျွန်တော်တို့ရဲ့ရန်သူကကျွန်တော်ဘယ်လိုမျိုးဆက်ဘိတ်လုပ်နေတယ် How does he come to create fear in my life? ကျွန်တော်တို့ထဲမှာကြောက်ရွံ့ခြင်းတွေထည့်ပေးတယ်စိုးရိမ်မှုတွေထည့်ပေးတယ် We need to identify it. ဆိုတော့အဲ့ဒီခါမှာကျွန်တော်တို့သိရမယ့်အရာက Why do we need to identify it? ကျွန်တော်တို့ကြည်ညာရမယ့်အရာက So we can get rid of it. အဲ့ဒါကို So we can get rid of it. So we can have it removed from our lives. အဲ့ဒီအရာကိုကျွန်တော်တို့ဖယ်ရှားဖို့ဖြစ်တယ်ရင်းပယ်ဖို့ဖြစ်တယ် And that's what we're going to do in this. ဆိုတော့ဒီကျွန်တော်တို့အတွေ့အစိတ်တရားတွေဒီလိုကျွန်တော်တို့ပူဇော်ဖို့ဖြစ်တယ် God wants to bring deep healing to your ဒီ hearts. ဖျားသခင်ကကျွန်တော်လုံးသားတွေကိုချမ်းသာစေခြင်း God wants to get rid of that အာ fear. ဒီနေ့ຢာတွေကြောက်ရွံ့တဲ့ຢာတွေဖျားဖယ်ရှားပေးမယ် God wants to fill you with his healing love. ဖျားသခင်တွေ့ချင်းချင်းမြတ်တာနဲ့စားထိုးပြီး Why does he want to do this? ဘာဖြစ်လို့လို့လုပ်ချင်တော့ Because you were created for his glory. အားကြောင့်လည်းဆိုဖျားရဲ့ဘုန်းတော်တဲ့ဒီကိုကန့်စင် You ထား were created for God. ရှင်ဖျားသခင်အတွက်ဖြစ်တယ် You were created to make him ဖ known. ျားသခင်သူ့ကိုတာရတွေ့ You သိ were ခွင့်ရတဲ့ created ဖြစ် to တယ် be like him. ဖျားသခင်ရဲ့ချင်းချင်းမြတ်တာပေါ်ပြဖို့ဖြစ်တယ် That's the goal of our lives. အဲ့ဒီကကျွန်တော်တို့ရဲ့တကယ်ကိုရည်ချက်ဖြစ်တယ် And so we want to come into a greater revelation. ဒီဟာကဘုရားရဲ့ဒီမှာလည်းဘုရားရဲ့ဒီမှာဖြစ်တယ် So that's the enemy's plan for us. ဆိုတော့အဲ့ဒီဟာကိုရန်သူကသိတဲ့အခါ To create us in his image so that we can show forth his glory. ဘုရားသခင်ကကျွန်တော်တို့သူ့ဘုန်းတော်နဲ့ဖန်ဆင်းတယ်ဘုရားကဖြစ်တယ်ဆိုတော့ဒီ God has another plan. ဒါကြောင့်ဘုရားကမှဆန်းစစ်ရှိတယ် God had a plan to rescue us from this demonic kingdom. ဘုရားသခင်ကဒီစားရနိုင်ငံနဲ့လွတ်မြောက်ပြီးတော့မှဘုရားအတွက်ပြန်လာဖို့ရတဲ့ That's why Jesus came. အဲဒါကြောင့်ခရစ်တော်ကလောကကိုစိတ်သွားတာ Jesus came to bring the kingdom of God. ကျွန်တော်တို့ကိုခရစ်တော်ကဘုရားသခင်နိုင်ငံတော်တဲ့လို့ခေါ်ဆောင်ဖို့လာတယ် Jesus came to show us the glory of တ God. ကယ်ရှိဘုရားရဲ့ဘုန်းတော်ကိုထင်ရှားဖို့ Jesus came to bring us back to God. ကျွန်တော်တို့ကိုဘုရားသခင်ခမည်းတော်စီပြန်ပို့ဖို့ရတဲ့ခရစ်တော်လာတယ် How did he do it? သူဘာလုပ်ခဲ့လဲ And what does it mean for our lives? ဘုရားသခင်ကျွန်တော်တို့ရဲ့ဘဝတော်ဘယ်လိုမျိုးပြောင်းလဲစီလဲ So what is the kingdom of God? What is the kingdom of God? ဒီအဲ့ဆိုဘုရားသခင်ရဲ့နိုင်ငံတော်ကပါလဲ When the Bible uses the words kingdom of God, what does it mean? ဒီကျမ်းစာထဲမှာဘုရားသခင်နိုင်ငံတော်ကိုဘယ်လိုပေါ်ပြလဲ The word kingdom in the Bible means God's right to rule and reign. ဆိုတော့ဘုရားသခင်ရဲ့ကျမ်းစာထဲမှာဟောအုပ်စိုးမယ်နိုင်ငံစွာနဲ့တရားမျှတစွာအုပ်စိုးဖို့ဖြစ်တယ် God's right to rule over his creation. ဘုရားသခင်တွေ့ဖန်ဆင်းနေရပေါ်မှာတမန်တရားနဲ့အုပ်ချုပ်မှာဖြစ်တယ် That's God's kingdom. ဘုရားသခင်ရဲ့နိုင်ငံ God is the ruler. ဘုရားသခင်ကအုပ်စိုးစီရင်တဲ့သူဖြစ်တယ် And so Jesus came to get his creation back. အဲတော့ဘုရားသခင်ယေရှုကဆင်းကြွလာပြီးဘုရားဖန်ဆင်းထားတဲ့အရာကိုပြန်ပြီး Jesus came and said, I'm the ruler. တကယ်ကျွမ်းငါဟာစီရင်ပိုင်လို့ဖြစ်ရှိတယ် I will have my creation. အားရဲ့ဖန်ဆင်းတဲ့ကပြန်လေရယူဖြစ်ရှိတယ် I am the king. အားဟာဘုရားတကားရဲ့ဘီ My kingdom will rule. အားရဲ့နိုင်ငံတော်ကိုငါအုပ်စိုးမယ် How did he do it? သူလာလုပ်ခဲ့လေ Well, we know that Jesus, God became a man. တကယ်ကျွမ်းလူစားသူခံယူတယ်
And he lived about 30 years, and then he came to the Jordan River. ဒီပေါင်း30အသက်ရှင်ပြီးတော့မှအသက်30ပြည့်တဲ့ခါမှာဂျော်ဒန်မြစ်ကိုလာတယ် And there at the Jordan River, he asks John the Baptist to baptize him. အဲဒီဂျော်ဒန်မြစ်ကိုလာတဲ့ခါမှာဒီချင်းဆရာယောဟန်ကိုဒီချင်းခံဖို့ရ And so John the Baptist takes Jesus and pushes him under the water. ဆိုတော့ဒီချင်းဆရာယောဟန်ကတော့သခင်ယေရှုကိုရေထဲမှာဗိတ္တိဇံပေးလိုက်တယ် And that is foreshadowing his death. ဆိုတော့အဲ့ဒီຢာကပါလဲဆိုတော့သူ့ရဲ့တေချင်းကိုပုံဆောင်တယ် And then he lifts him up out of the water, အဲ့ဒီရေထဲနဲ့သူ့ကိုပြန်လဲပြီးတော့မှမှားလိုက်တဲ့ခါမှာ foreshadowing his resurrection. အဲ့ဒီຢာကသူ့ရဲ့ရှင်ပြန်ထမြောက်ခြင်းကိုပုံဆောင်နေတယ် And when Jesus comes up out of the water, what happens? ဒီခင်ဗျာဘာဖြစ်လို့ရေထဲနဲ့ပြန်လဲလို့ထားတာလဲဆိုရင် He hears a voice. သူတန်တော့ချားတယ်ကောင်းကင်တန်ထွက်လာတယ် It's the voice of his father. အဲ့ဒီတန်ကပါလဲဆိုတော့ခပီး What တော့ does the father say? ခပီးတော့ဘာပြောလဲ He says, "This is my beloved son, in whom I take great pleasure." ခပီးတော့ဤသူဟာငါချစ်တဲ့နှစ်သက်ပြန်လို့ရအာသာဖြစ်တယ် And then what happens? အဲ့ဒီခါမှာဖြစ်တယ်ကျွန်တော် We know ကျွန်တော်တို့ဒီလေ the Holy Spirit comes like a dove အဲ့ဒီခါမှာလက်ရှိလုံးဝိညာဉ်တော် and lands upon Jesus. အဲ့ And so right at the beginning of Jesus' ministry, we have the Father, the Son, and the Holy Spirit. ဒီရောက်ကြည့်မယ်ဆိုရင်ကျွန်တော်တို့ခပီးတော့ဘုရားနဲ့တားတော်နဲ့လက်ရှိလုံးဝိညာဉ်အခါလေးပေါင်းစီတော့တွေ့ရတယ် And then it says the Spirit takes Jesus into the wilderness where he will fast for 40 days. အဲ့ဒီအခါမှာလက်ရှိလုံးဝိညာဉ်တော်ယေရှုကိုတော်ရဲဥဆောင်ပြီးတော့မှသူရဲ့စုံစမ်း And while he's in the wilderness, Satan tempts him. အဲ့ဒီတော်ရဲမှာရပောင်း40ဘာလို့လဲစာရန်ကတွေးဆောင်တယ် Why? ဘာကြောင့်လဲ Why does Satan tempt Jesus? ဘာဖြစ်လို့စာရန်ကသခင်ယေရှုကိုတွေးဆောင်ဖျက်ချရတယ်လဲ Because the Bible tells us that Jesus is the last Adam. ဘာဖြစ်လို့ဆိုတော့ကျမ်းစာကသခင်ယေရှုကနောက်ဆုံးအာရန်လို့ပြော He's the next Adam. သူကနောက်အာရန်ဖြစ်တယ် He's the one through whom God is going to create a new humanity. ဒီဟာဘုရားသခင်ဖန်ဆင်းတဲ့လူသားဖြစ်တယ် Now, the first Adam, when he was tempted, he sinned. ပထမအာရန်ကစာရန်တွေးဆောင်တဲ့အခါမှာအပြစ်ထဲကိုကြာရောက်တယ် And his sin polluted everyone. အဲ့ဒီအပြစ်ကနေပြီးတော့မှကျွန်တော်တို့လူသားအလုံးပြစ်သားဖြစ်လာတယ် So here's the next Adam, ဒါကြောင့်သခင်ယေရှုကနောက်အာရန်ဖြစ်တယ် and he's tempted. ဒါကြောင့်စာရန်ကသူ့ကိုထည့်ထားတယ်တဲ့ What happens? အာဖြစ်ပါလေ He doesn't sin. And he comes out of the wilderness victorious. ဆိုအဲ့ဒီဂျပန်40တွေးဆောင်ပြီးတဲ့အခါမှာယေရှုကအောင်မြင်သွားတာ He is able to be God's representative. ဒီအဲ့ဒါဘုရားသခင်ကိုပေါ်ပြတဲ့အရာဖြစ်တယ် The first one of the new creation. ပထမဆုံးတဲ့ညာပြင်စင်ပေးတဲ့အရာဖြစ်တယ် What happens? ဘာဖြစ်လဲဆိုရင် What is the very first thing that Jesus does? ပထမဦးဆုံးသခင်ယေရှုပြုခဲ့တဲ့ Let's read Mark chapter 4, verse 17. မာကု Mark 4:17. သက်ပေါ်မာကုအန်ဂျီစသက်ပေါ် Mark 4, yeah, verse 17. ငယ်သက်ပေါ်မာကုအန်ဂျီလေးငယ်သက်ပေါ်ကျွန်တော်ဖတ်ပြပါမယ်စိတ်နှလုံး၌အပြည့်မစွဲခဏသာတည်သည်ဖြင့်တရားစကားကြောင့်အမှုအခင်းနှင့်အင်းဆဲခြင်းကိုခံရသောအခါချက်ချင်းပေါက်ပြန်တတ်သည်ဟုဆိုလို So as soon as Jesus comes out of the wilderness, he says, "Repent, for the kingdom of God is here." ပထမဦးဆုံးခရစ်တော်ကဟောတဲ့အခါမှာတောင်းတရဖို့ဟောပြောတယ် The king has come. ဘုရားသခင်နိုင်ငံတော်တည်လူတည်ပြီ And then what does he begin to do? ပထမဆုံးသူလုပ်တဲ့အခါ Well, in Matthew 12:28, Jesus says this. မ
တဲ့ခန်းကြီး28 If by the finger of God I cast out demons, you will know that the kingdom of God is come upon you. If by the Spirit of God I cast out demons, then you will know that the kingdom of God. တဆိုးတွေဒီထုတ်တဲ့အခါတဆိုးတွေကဖျားသခင်နိုင်ငံဖျားလို့ဒီပေါ့ Why, if Jesus cast out demons, will you know that the kingdom of God is come? ဒါကြောင့်တော့ကျွန်တော်တို့တဆိုးတွေကိုဖျားသခင်နဲ့ထုတ်ပေးတဲ့အခါဖျားသခင်နိုင်ငံကျွန်တော်သိရမယ် Because Jesus came to exchange kingdoms. ဘာဖြစ်လို့ဆိုတခင်ရှိရလာပြီးတော့ကျွန်တော်တို့အပြောင်းလဲလုပ်ပြီးဖြစ်တယ် That was his mission. တော့အဲ့ဒါက I'm just going to ask Hillary to come up for a moment. တော့ကျွန်တော်ဒီလိုပြခေါ်ပါရယ် So I want you to imagine that Hillary is under a demonic bondage. ဥပမာနဲ့ဒီမှာရှိတဲ့ delivery ကစာရရဲ့ချီနှောင်ခြင်းထဲမှာရှိနေတဲ့ The power of demons has come upon her. တော့စာရရဲ့ဘာမှတကူသူ့ပေါ်မှာပတ်မှုတဲ့အုပ်စိုးရဲ့ She's struggling with depression. ချီနှောင်ပြီးတော့သူကစိတ်ကြိုင်းနဲ့ဒုက္ခနေရတယ်မလွတ်မြောက်နိုင်ဘူး Who is ruling in her life? သူ့ရဲ့ဘဝတစ်ခါမှဒီကအုပ်စိုးပြီးတော့အုပ်ချုပ်နေလေ The kingdom of darkness. စာရရဲ့ဘာမှတကူဖြစ်တဲ့ The rulership of darkness. သူ့ကိုအုပ်စိုးနေတဲ့သူကစာရဖြစ်တယ် But then Jesus comes. ဒါပေမဲ့ဒီရှိလာတဲ့ခါမှာ And by the power of the Spirit, he casts out တန်ရှင်လို့ဝိညာဉ်တော်ကသူ့ကိုလွတ်မြောက်စေတယ် that kingdom of darkness is cast out. So, and Mama to go to Pesha. Is that all that Jesus wants to do? And the king should general. Does he just want to cast out? Eddie now will shut down me, Pesha me. No. Oh, He also wants to bring in his kingdom. do me a hollow, do your name and do your lip. Who's on me? Why was Hillary created? Hillary will have you peasant on it. For the glory of God. Shall the care of the Is depression the glory of God? Do Poma Pia, Bongo. No. Is a wounding in her heart the glory of God? So, do you tell man? I had a chatty there. No. So what does Jesus want to do? The case you up, hello, He wants to cast out that kingdom. But he But wants to bring in his kingdom. His joy. His healing. His life. And the peace of Jesus filling her mind and her heart. What happened? The exchange of kingdoms. That's why Jesus came. To exchange kingdoms. That is your mission. That is what we do every day. We identify the works of darkness. People trapped in the kingdom of God. Jesus. We need his glory. We exchange kingdoms. When someone becomes a Christian, God is exchanged kingdoms. And so what did Jesus do? First, he proclaimed his kingdom. Second, he demonstrated his kingdom. The blind see. The deaf hear. The lame walking. And the dead will rise.
And that is the kingdom of God. အဲ့ဒါကဘုရားသခင်ရဲ့နိုင်ငံတော်ဖြစ်တယ် God will rule. ဘုရားသခင်အုပ်စိုးတဲ့နိုင်ငံဖြစ်တယ် That's why Jesus came to earth. အဲ့ဒါကြောင့်သခင်ရှောလောကကိုဆင်ကြွတယ် And every day we are called to demonstrate. နေ့ရက်တိုင်းမှာကျွန်တော်တို့ကစာရနိုင်ငံနဲ့ပြောင်းနေအောင် That's my life. အဲ့ဒါကျွန်တော်ရဲ့ That's what we're going to do today. အဲ့ဒါကျွန်တော်လုပ်ချင်တဲ့အရာ Because Jesus is here. ဘာဖြစ်လို့လဲသခင်ရှောကျွန်တော်တို့ဒီမှာရှိတယ် God has a great plan for your life. သခင်ကတင်တဲ့ကြီးမားတဲ့အကျင့်စီရှိတယ် Maybe you find yourself in a very difficult circumstance right now. ဒါပေမဲ့ဒီချိန်မှာတိတ်ကိုတိစူးစမ်းရုန်းကန်ဆိုအရင်ခက်ခဲနေတဲ့ချိန် Maybe you're really struggling. တကယ်ကိုဆင်းရဲဒုက္ခရောက်နေတဲ့ချိန်ဖြစ်တယ် What does the enemy want you to believe? အဲ့ဒီမှာတိရဲ့ကျန်သူကတိကိုပါယုံ He wants you to believe there's no way. ဒါပေမဲ့တိကိုအဖေမဒီလမ်းမရှိဘူး I'm trapped. ဘာထောက်တော့ဒီစက်ထားတယ် That's what the enemy wants you to believe. အဲ့ဒီကြောင့်တိရဲ့တွေ့ယုံကြည်စေခြင်းနဲ့ And he wants you to think that. တိရဲ့အဲ့လိုမျိုးအတွေးပေါ်တွေးအောင်စာရန်ကလှုပ်လှုပ်နေတယ် He wants you to speak those words. အဲ့လိုမျိုးစကားတွေကျွန်တော်တို့ကိုပြောနေတယ် It's hopeless. ကျွန်တော်တို့ကိုပြောနေခြင်းပဲစီတယ် He wants you to agree with him. သူနဲ့အတူတဘောတူပြီးသူနောက်လိုက်ပေါ်ရစားတယ်ဘာလို့ချင်တယ်ဘာကြောင့်လဲ So he can put you into bondage. သူ့ရဲ့အထက်မှာသူ့ရဲ့ကြုံဖြစ်မှုရဲ့ Put you into his trap. သူ့ရဲ့ထောင်ချောက်တွေထဲမှာကြာဆင်းဖို့ကြာရှုံးဖို့သူလှုပ်ဆောင် And you agree with him. သူနဲ့အတူသူ့ရဲ့ကြုံခံဖို့ရဲ့အတွက်စားရတဲ့ဖြစ်တယ် God is going to set you free from those lies. အဲ့ဒီလိုပြတဲ့ကေကလွတ်မြောက်ခြင်းပဲပေးတာဖြစ်တယ် Because your circumstances cannot limit God. ဒါပေမဲ့တည်ရဲ့ခြေတွေကဘုရားသခင်ကိုကတ်တာ There is no power that can come upon your life that can limit God. ဘုရားသခင်မတတ်နိုင်တဲ့တည်ရဲ့ဘဝမဖြစ်မရှိဘူးဘုရားသခင် Because ဆိုင် God will make a way. ဘုရားသခင်မှာဒီလမ်းရှိတယ်တည်တဲ့ Because God will show his ဘု glory. ရားသခင်သူ့ရဲ့ဘုန်းတော်တည်ကိုပေါ်ပြမယ် That's our life. အဲ့ဒါကျွန်တော်တို့အရှိရတဲ့အကြောင်းရင်းဖြစ်တယ် That's good news. အဲ့ဒါကျွန်တော်တို့သတင်းကောင်းဖြစ်တယ် One more thing and then we're going to pray. တော့ဒီမှာခုစပေါင်းဖြစ်တယ် So Jesus came to claim his kingdom. ယေရှုသူ့ရဲ့နိုင်ငံတော်တွေကို He came to demonstrate his kingdom. စာရန်နိုင်ငံကိုပြုဖြတ်ပြီးတော့ But he also came to establish his kingdom in your life. သူ့ရဲ့နိုင်ငံတော်သူ့ရဲ့အထက်မှာဘုရားခင်ရှုပေးခြင်းနဲ့ထည့်ပေးခြင်းနဲ့ How does he do it? တော့သူဘယ်လိုလုပ်ရမလဲ How does he establish his kingdom in your life? ဘယ်လိုလုပ်မလဲဒီမှာဘယ်လိုတိဆောက်ပေးမလဲတိထောင်ပေးမလဲ He does it by uniting you into the death and resurrection of Jesus Christ. ဆိုတဲ့ချိန်ကဒီကေရှုနဲ့သူဒေးဗစ်သူနဲ့သူပြန်လဲရှင်ပြန်ထမြောက်ဖို့ရတဲ့တက်ဖို့ရှိတယ် We're going to read Romans chapter 6, ယောမခန်းကြီး6 and we're going to read verses 1 to 10. ငွေတိတ်ကနေဆက်ပြီးဖတ်ဖို့ Romans 6, 1 to 10. တော့ဆောင်ပြီးဖတ်သွားမယ်ပြီးမဲ့ဆိုလို့ရှိရင်စိတ်ခဲလေးတော့ဖတ်လို့ရတယ်ဒီလိုဖတ်လို့ရတယ်နော်ယောမခန်းကြီး6အခန်းငယ်တိတ်ကနေဆက်ကိုတို့မှလည်းအဘယ်သို့ပြောရမည်နည်းကျေးဇူးတော်ပွားများစေခြင်းကအဖြစ်တရားကိုချင့်၍နေရမည်လောကိုတို့မနေရအဖြစ်တရားမှစွန့်တည်သောသူတို့သည်ထိုတရား၌အဘယ်သို့ရှင်ရအောင်မည်နည်းယေရှုခရစ်၌ဗိတိဇံကိုခံတော်သူရှိသမျှတို့သည်အသေးခံတော်မူခြင်း၌ဗိတိဇံကိုခံကြသည်ဟုသင်တို့မသိသလောထို့ကြောင့်အသေးခံတော်မူခြင်း၌ဗိတိဇံကိုခံတော်အဖြစ်သို့သခင်နှင့်အတူတကြိုချင်းကိုခံကြ၏အကြောင်းမူကားခရစ်တော်သည်ခမည်းတော်၏ဘုန်းတကိုးအဖြစ်တည်ခြင်းမှထမြောက်တော်မူသည်ဤသူငါတို့သည်လည်းအသစ်တော်အသက်၌ရှင်းလည်ရကြသည်တနည်းကအသေးခံတော်မူခြင်း၏ပုံသဏ္ဍာန်ကိုဆောင်၍ထိုသခင်နှင့်အတူငါတို့သည်စိုက်ပျိုးလျက်ရှိသည်မှန်လျင်ထမြောက်တော်မူခြင်း၏ပုံသဏ္ဍာန်ကိုဆောင်၍စိုက်ပျိုးလျက်ရှိကြလိမ့်မည်ထိုမှတပါငါတို့၏လူဟောင်းသည်ထိုသခင်နှင့်အတူလက်ဝါးကားတိုင်းမှာအသေးသက်ခြင်းကိုခံပြီးဟုငါတို့သိကြ၏အကြောင်းမူကားငါတို့သည်နောက်မှအပြစ်တရား၏အစေကိုမခံစေခြင်းကအပြစ်တရား၏ကိုဖျက်ဆီးမည်အကြောင်းသည်လေသောသူသည်အပြစ်တရား၏လက်မှလွတ်လျက်ရှိ၏
ခရစ်တော်သည်တည်ခြင်းမှထမြောက်သောအခါတည်ခြင်းနှင့်အစဉ်ကင်းလွတ်တော်မူ၏တည်ခြင်းတရားသည်နောက်တစ်ဖန်ကိုယ်တော်ကိုမအုပ်ဆိုးရသည်ကိုထောက်တော့ငါတို့သည်ခရစ်တော်နှင့်အတူတည်နေကိုယ်သခင်နှင့်အတူရှင်လဲ၏ဟုသဘောရှိကြ၏ခရစ်တော်သည်အသေးခံတော်မူရာမှာအပြစ်တရားကြောင့်တစ်ချိန်သာခံတော်မူ၏အသက်ရှင်တော်မူရာမှာဘုရားသခင်အဖို့ရှင်တော်မူ၏အာမင် Amen. What's Paul telling us here? ဒီနေ့မှာရှင်ပေါလုကဘာပြောလဲဆိုရင် He's saying that we have been united into the death and resurrection of Jesus ကျွန် Christ. တော်တို့ကခရစ်တော်နဲ့အတူတကြုံခံမယ်ခရစ်တော်နဲ့သူရှင်ပြန်ထားမြောင်းတဲ့အကြောင်းပြောပါ What does this mean? အဲ့ဒါကဘာလို့ဆိုလို့လဲ It means this, ညာဒီလိုရှိတယ် that God in his great love saw us when we were living in the power of evil darkness. ဘုရားသခင်ကဒီအမောင်ကဘာထဲမှာသူ့ရဲ့ကြီးမားတဲ့သူကိုယ်လေးနဲ့ပတ်သက်ရှင်စေချင်တာဖြစ်တယ် Colossians chapter 1 tells us this. ဘောလုံးတဲ့ကကြီးတကဒီလိုပြောပါမယ် It says that the Father rescued us from the dominion of darkness and brought us into the kingdom of the Son he loves. ကျွန်တော်တို့ကိုဒီအပြစ်ချင်းချင်းအမောင်ထဲနေပြီးတော့မှသူ့ရဲ့အလင်းနိုင်ငံထဲသို့သွင်းပြီးတယ်ပေါ့ဗျာ So we've been transferred from one kingdom to another kingdom. ကျွန်တော်တို့ကိုနိုင်ငံတစ်ခုကနေပြီးတော့နောက်ထပ်နိုင်ငံတော်အားတစ်ခုဖြစ် Transferred from the demonic kingdom to God's kingdom. စာရန်ရဲ့နိုင်ငံကနေပြီးတော့မှဘုရားသခင်နိုင်ငံတော်ထဲကိုပြင်ပြီးတယ် How did this transfer take place? ဆိုအဲ့ဒီအရာကဘယ်လိုမျိုးကျွန်တော်တို့ဖြစ်စေလဲ He did it by uniting you with Jesus. အဲ့ဒါကကျွန်တော်တို့ခရစ်တော်နဲ့အတူလုံးသွားတယ်ဖြစ်စေ So the Father in his great love saw you. The Father in his great love saw you. ချစ်ချင်းနဲ့တော့အေးကိုပြစေချင်တယ် He saw you when you were living in the powers of darkness. ဘုရားသခင်ကသူ့ရဲ့နော်အမောင်နိုင်ငံထဲမှာအသက်မရှိစေချင်ဘူး We were bound by sin. ကျွန်တော်တို့ခေါ်ပြတာလည်းမရှိစေချင်ဘူး We had no hope. ကျွန်တော်တို့မှာမျှော်လင့်ချက်မဲ့တယ် And he came and he rescued you. တော့သူကလာပြီးတော့မှအဲ့ဒီကနေကျွန်တော်တို့ကိုကဲထုတ်ပေးတယ် And he took the old you and he put you into Christ on the cross. သူကကျွန်တော်တို့ဘယ်လိုကဲလဲဆိုတော့ကျွန်တော်တို့ကိုအဖြစ်တွေယူဆောင်ပြီးလက်ဝါးကားရိုက်ကျွန်တော်ဆောင်ပါ So our old self was in Christ. ဒါကြောင့်ကျွန်တော်တို့ကခရစ်တော်ထဲမှာသက်ရှင်ပြရတော့ And when Jesus was dying on the cross, what did he do? ဒီခရစ်တော်လက်ဝါးကားရိုက်မှာသေတဲ့ခါနဲ့ခါမှာ He took all of the evil of that kingdom from you and he brought it into him. ကျွန်တော်တို့ဒီစာရန်ရဲ့အပြစ်သားဖြစ်တဲ့များတဲ့အားလုံးကိုသူ့ပေါ်တည်ဆောင်ပြီးတော့မှကျွန်တော်တို့ He took your sin. ကျွန်တော်တို့ရဲ့အပြစ်ကိုသူယူတည်ဆောင်သွား He took all your wounds. ကျွန်တော်တို့ရဲ့ဒဏ်ရာတဲ့ချက်တွေအားလုံးကိုသူယူသွား He တယ် took all the powers of darkness ကျွန်တော်တို့အုပ်စုရဲ့စာရန်မှာဘယ်ကိုယ်တွေသူတည်ဆောင် from you into himself. ကျွန်တော်တို့စီကနေပြီးတော့မှသူစီထည့်လိုက်တယ် And when Jesus was dying from the cross, we were dying with him. အဲဒါခရစ်တော်တည်ခံတဲ့မှာကျွန်တော်တို့လည်းခရစ်တော်နဲ့သူတည်သွားတာဖြစ်တယ် And when Jesus died, our old self died. ကျွန်တော်တို့ဒီဥစားကျွန်တော်အားလုံးကသူကိုယ်တိုင်တည်ခံပေးတယ် And then they took Jesus off the cross and they laid him in the grave. အဲလက်ဝါးကားရိုက်ကနေပြီးတော့မှဘူထဲမှာတကြွ And they rolled a stone over the tomb. နောက်ပြီးတော့အဲ့ဒီကြောက်တုံးကိုဖယ်ပြီးတော့မှ And Jesus was dead 3 days. ယေရှုကအဲ့ဒီမှာ3ရက်တကြွခံရတယ် Where were you? အဲ့ဒီချိန်မှာတည်ပဲမှာရှိ You were dead with Jesus in the grave for 3 days. အဲ့ဒီချိန်မှာတည်ဟာလဲတော့တယ်3ရက် But on the third day, what happened? 3ရက်မြောက်နေ့မှာဘာဖြစ်သွားလဲ The Spirit came, အရှင်တော်ဝိညာဉ်တော်ဟာလာတယ် rolled the stone away. ဒီပိတ်နေတဲ့ဂုတကားကိုဖယ်ရှားတယ် Jesus came from death to life. အဲ့ဒီချိန်မှာယေရှုကတည်ခြင်းကနေရှင်ပြန်ထားတယ် And he came out of the grave victorious over Satan, sin, and death. ဒီထားမြောက်ခြင်းကစာရန်ရဲ့မောင်မတွေကိုအောင်မြင်ခြင်းနဲ့လူထားမြောက်တာဖြစ်တယ် Where were you?
အဲ့ဒီချိန်မှာသင်မှာရှိတယ်လေ You were in Christ, risen from the dead. အဲ့ဒီကကျွန်တော်သခင်ရှုတဲ့သူရှင်ပြန်ထမြောက်ခြင်းဖြစ်တယ် A brand new creation. အသစ်ဖန်ဆင်းခြင်းခံရတဲ့သူဖြစ်တယ် And the very moment Jesus rose from the dead, you were born again. သခင်ရှုတည်ပြီးရှင်ပြန်ထမြောက်တဲ့အခါမှာသင်ကိုယ်တိုင်ဟာလည်း You became a child of God. ဘုရားသခင်ရဲ့သားဖြစ်လာတယ်ဒုတိယဝိမတ်ချက်ခံရတာဖြစ်တယ် That's what it says in 2 Corinthians 5, verse 17, right? ဒါတေကောခန်းကြီးကငယ်ဆက်ကုန်မှာပေါ်ပြထားတယ် Do you know that verse? အားလုံးလည်းရမယ်နော်လူမျိုး What တွေက does it say? ဒီကခရစ်တော်နဲ့ရှိနေတယ်ဒီကောဘောကြည့်ရင်အော်တော့ရပြီဒီလောက်ဟဲ့တသိတော့ The old has gone. အဟောင်းကသွားပြီးကုန်ပြီးရှိတော့ဘူး All things are new. ကျွန်တော်ရခတ်တဲ့ဟာအသစ်ဖြစ်လာတယ် We have become new creation. ကျွန်တော်တို့ကအသစ်ဆန်ဆင်းတဲ့ဖြစ်လာတယ် Do you believe that? အဲ့တော့ယုံကြည်ရဲ့လားယုံကြည်လား Because we want to agree with God. အဲ့ဒါကျွန်တော်ဘုရားနဲ့အတူတဘောတူကြည့် So what happened? အမှဘာဖြစ်လဲဆိုရင် What did God do? ဘုရားသခင်ကဘာလုပ်ပြီလဲ God took you out of Adam, တော့အာရန်တရားတွေကျွန်တော်တို့ဆွဲထုတ်ပြီးတော့ out of the curse of Adam, ချိန်အာရန်ရဲ့ချိန်ချင်းရပြီးတော့ကျွန်တော်တို့ကိုဆွဲထုတ်တယ် and He put you into Christ. ပြီးတော့သခင်ယေရှုရဲ့ထည့်ပေးတယ် Adam is no longer your representative. ကျွန်တော်တို့အာရန်နဲ့မသက်ဆိုင်တော့ဘူး You are no longer in the old creation. ကျွန်တော်တို့ကလူဟောင်းမဟုတ်တော့ဘူး Jesus is your representative. ခရစ်တော်ကျွန်တော်တို့ရဲ့အသစ်ဖြစ်ပါ Jesus is your head. ခရစ်တော်အပြင်ကျွန်တော်တို့ဟာ And you are in the new ကျွန် creation. တော်တို့ကအသစ်ပြန်ပြီးဖန်ဆင်းခြင်း No more curses. ကျေးဇူးအမင်္ဂလာမရှိတော့ဘူး You get blessings. ကျွန်တော်တို့ကကောင်းကြီးမင်္ဂလာ You get life. ကျွန်တော်တို့မှာအသက်သာရတဲ့ရပြီ I am in Christ. ဒီခရစ်တော်ကျွန်တော်ထဲမှာရှိတယ် I'm going to say it every day. ဒီဟာကျွန်တော်နေ့ရက်တိုင်းမှာဝန်ခံဖို့ဖြစ် I'm not in Adam anymore. ကျွန်တော်အာရန်နဲ့မသက်ဆိုင်တော့ဘူး And there is no power that can take you out of Christ and put you back into Adam. ဒီခရစ်တော်ထဲမှာရှိတဲ့ခါမှာစာရန်ကျွန်တော်တို့ကိုပြန်ပြီးတော့မဆွဲချဘူး You belong to Jesus forever. ဘာဖြစ်လို့လဲဆိုကျွန်တော်ခရစ်တော်နဲ့အတူသက်ဆိုင်သွားပြီ Now what does it mean? အဲ့ဒါကကျွန်တော်တို့ကို I have access to the kingdom of God. ဘုရားသခင်နိုင်ငံတော်ကိုပွေးဆောင် I have access to His ဒီ blessings. ရဲ့ကောင်းခြင်းမင်္ဂလာတွေကိုလက်ခံ I have access to the heavenly treasures. ဒီတော့ဘုရားကောင်းကင်တဲ့ဘဏ္ဍာတွေကျွန်တော်တို့လက်ခံရ I am filled with the Holy Spirit. ဒီတရှောဝိညာဉ်တော်နဲ့ကျွန်တော်တို့ကို I am loved by my Father. ကျွန်တော်ခမီးတော်ရဲ့ချစ်ခြင်းနဲ့တော့ပြေဝခံရတဲ့သူဖြစ်ဖြစ် And I'm going to receive it every day. အဲ့တော့ကျွန်တော်နေ့ရက်တိုင်းမှာခံယူခံစားဖို့ပဲ I agree with God. ဘုရားနဲ့ဘု I agree with God. ရား And I'm going to receive all of the heaven. ဒီခါမှာကောင်းကင်နဲ့သက်ဆိုင်တဲ့ကောင်းခြင်းပြီးလာဗိသိက်ခြင်းခံစားရ That's the Christian life. အဲ့ဒါကကျွန်တော်တို့ခရစ်ယာန်ရဲ့သက်တာ Every day from glory to glory. ဒီရက်တိုင်းမှာကျွန်တော်ဘုန်းတော်အဘုန်းတော်ပြင်သွင်းဖို့ဖြစ်တယ် And that is what we're going to do in this school. ဒီဟာဒီနေ့တင်တဲ့မှာဒါကျွန်တော်တို့လုပ်ဆောင် And I want you to expect it. ဒီဟာကျွန်တော်မျှော်လင့် And စေ I want you to believe it. အဲ့ဒါယုံကြည် And တဲ့ I want you to desire it. ဆိုရှင်အဲ့ဒါဆောင်ရ And I want you to cast off that old kingdom. ချိန်ချင်းအမင်္ဂလာဖက်တော့ပါ And I want you to declare who you are in ဒီတော့ Jesus. ကိုယ်ဘယ်သူဖြစ်လဲဆိုတော့ဝန်ခံကြွေးကြော်ပါ I am not defeated. ကျွန်တော်ဆုံးရှုံးတဲ့သူမဟုတ်ဘူး I am in Christ. ကျွန်တော်ဟာခရစ်တော်နဲ့ဘုရားရှင် That's how we need to think every day. ဒီဟာကျွန်တော်တို့နေ့တိုင်း To shine His glory. အဲ့ဒါဘာကိုထင်ရှားပြီးတော့အနေပြဖို့ဖြစ်တယ် Because Jesus lives in me. ဘာဖြစ်လို့လဲဆိုတော့ခင်ရှုကျွန်တော်ထဲမှာသက်ရှင်တယ် It's good news, isn't it? ဒီဟာကောင်းတဲ့တဲ့ကောင်းဖြစ်တယ် And we started with this message so that we can know our identity.
We started with this message so we can know our identity. ဒီ message ဒီအားကြပြန်ကျွန်တော်တို့ရဲ့ဖြစ်ရှင်ကိုကျွန်တော်ပြန်လဲသိမှတ်ပြုဖို့ဖြစ်တယ် If we don't know who we are, can't receive Him. တကယ်လို့ကျွန်တော်တို့ကိုကျွန်တော်တို့မသိဘူးဆိုရင်ကျွန်တော်တို့ဒီကောင်းချီးမလာလက်ခံမရဘူး And that is why the enemy lies. အားကြောင့်သိရရင်တော့ဒီကိုလေးလေးထည့်ဖန်ဖို့ဆောင် He wants you to doubt me. ဒီတွေ့တဲ့မှာတန်တရားလေးကိုထည့်ပေးမယ် So we're going to move forward. တော့ဒီဟာကျွန်တော်တို့တော့ We're going to believe God. ဘုရားသခင်မှာယုံကြည်စေချင်တယ် We're going to have a ministry time. ကျောင်းသာသနာမှာဘယ်လိုလုပ်ဆောင်ရမလဲ And we are going to receive all that He has for us. ဘုရားသခင်ကျွန်တော်တို့ပေးထားတဲ့ကောင်းချီးမင်္ဂလာနေ့ရက်တိုင်းလက်ခံဖို့ဖြစ်တယ် We're just going to start right now with a short time of getting rid of the lies. တော့ခုချိန်မှာအချိန်ခဏလေးယူပြီးတော့မှဒီဟာကျွန်တော်တို့ဆင်ခြင်ပြီး And then we're going to take a break. ပြီးတော့ခဏလေးအချိန်နားချိန်ပေးမယ် And we're going to come back. We're going to go ပြီးလို့ရှိရင်ကျွန်တော်တို့ဆင်ခြင် and we're going to pray with one another. ပြီးတော့တယောက်တခြားတယောက်စီအတွက်ဆုတောင်းပေးဖို့ဖြစ်တ And ယ် we're going to come into a higher level of freedom in Christ today. ပြီးလို့ရှိရင်အဲ့လိုလုပ်ဆောင်ခြင်းဖြင့်ဘုရားချစ်ခြင်းနဲ့ကျွန်တော်တို့ကိုပိုပြီးပြည့်စုံမှာဖြစ်တယ် Let's come into the presence of ခုချိန်မှာမျက်မှောက်တော်ခဏတို့ဝင်ရအောင် Let's close our eyes and focus on Jesus. ကျွန်တော်တို့မျက်စိလေးတွေခဏပိတ်ပြီးတော့မှခရစ်တော်ကိုမျက်မှောက်ပြီးအောင် And I want you to come into a great awareness right now that Jesus is with you. ဒီနေ့ခရစ်တော်ဟာကျွန်တော်တို့နဲ့အတူရှိတယ်ဆိုတာကိုခံစားပါယုံကြည်ပါ He lives inside you by His Holy Spirit. ဒီရဲ့အထက်မှာအရှင်တော်ဝိညာဉ်တော်အဖြစ်ဂိမ်းဝတ်နေတယ်ဆိုတာကိုသိပါပါ Come, Holy Spirit. အရှင်တော်ဝိညာဉ်တော်ဖျားစင်တဲ့ကြောင့်ပါ Come in your power. ရေတကိုစေတော်ပါ Let the truth of this message go deep into our hearts. ရေဒီလောကပတ်သမတရားအဖြစ်ကျွန်တော်လုံးသားရဲ့အတွင်းထဲမှာတရားပါ So I want you to put your hand on your heart right now. ဒီချိန်မှာကျွန်တော်လုံးသားစီကိုတက်တည်ပြီးတော့ And we're going to declare the truth of God over ourselves. လောကပတ်တော်တိုင်းကြွေးကြော်ဖို့ခံဖို့ရ And I want you to speak it out loud after me. ပြီးတော့ကျွန်တော်နောက်ကနေပြီးတော့လိုက်ဆိုအတန်ထွက်ပြီးလိုက်ဆိုပါ Let's do that together right now. ကျွန်တော်တို့ခုတူတူကလုပ်ဆောင်ရအောင် Say this after me. ဒီကျွန်တော်ပြောတဲ့အတိုင်းနောက်ကနေလိုက်ပြောပါ I am in Christ. နာဟာခရစ်တော်နဲ့ရှိတယ် I am a new creation. ကျွန်တော်ဟာအသစ်ဖန်ဆင်းတဲ့သူဖြစ်တယ် All of my sin has been forgiven. ကျွန်တော်ရဲ့ပြစ်အားလုံးကိုပြည့်လို့ချင်းခံစားရပြီ The Holy Spirit has filled me. แต่ฉันรู้ไม่รู้อย่างนี้สิว่า God is transforming me into His image. ဒါတကယ်တွေ့ပုံနဲ့တော့နဲ့သူပြောင်းလဲပေးပြီးဖြစ်တယ် He will complete the work that He has begun. သူပြုပေးတဲ့ရာအဖြစ်ပြည့်စုံပြီဖြစ်တယ် The Father loves me. ဒါတကယ်ရဲ့ချစ်ခြင်းမြတ်တော်ခံစားရပြီ I am a child of truth. ကျွန်တော်ဟာဒါတကယ်သားဖြစ်တယ် Let these declarations go deep into your heart. ဒီကျွန်တော်တို့လည်းဒီပုံစံပြောင်းအောင် Let belief rise up within you. ခရစ်တော်နဲ့သူရှင်မြတ်ချမ်းမြောက်တယ်ဆိုတော့ယုံကြည်ပါ Thank you, Jesus. What I want you to do right now is I want you to ask the Holy Spirit to reveal to you
any lies that you feel. ဒီချိန်မှာကျွန်တော်ဘာလို့သိချင်လဲဆိုရင်အရှင်တော်ဝိညာဉ်တော်ဘုရားပေးမှာကျွန်တော်တို့ရဲ့ဘဝကျွန်တော်တို့ရဲ့တတ်တာတွေဘယ်ရာတွေကကျွန်တော်တို့ကိုလိမ့်လေထည့်ထားနေတယ် How is the enemy been lying to you? ဉာဏ်သူတွေကသိဖို့ Ask God. ဘာလို့ပေးပါပေါ်ပြဖို့စုတော့ဝိညာဉ်တော်ဘုရားကိုပေါ်ပြခိုင်းပါ Maybe some of you believed I will always struggle. ကျွန်တော်တို့ကတကယ်ကိုယုံတဲ့နေရာတွေတကယ် I will not have enough provision. ကျွန်တော်မှာတကယ်ဘုံမလုံလောက်ဘူးခက်ခဲနေတယ် People will not support me enough. လူတွေကလည်းကျွန်တော်ထောက်ပံ့တဲ့မလုံလောက် I am not desirable to God. တော့ဘုရားသခင်ကိုဆောင်ခံတယ် Maybe you're believing the lie that God can't heal me. တော့အဲ့လိုမျိုးခံစားနေရတဲ့ဆိုရင်ဘုရားသခင်ကဒီမှုတွေလွတ်မြောက်စေတယ် Or the lie that I'll always struggle with this sin. ဒီအပြည့်ရဲ့လိမ့်တွေထဲပြန်ရှိတဲ့ဟိုရုပ်လက်နေရဆိုရင်လေ Or maybe the lie that I'm trapped by my circumstances. ကျွန်တော်တို့ရဲ့လုပ်ပြရတဲ့ဒုက္ခအခက်အခဲတွေကကျွန်တော်တို့ရဲ့နှမှုတွေထောင်ချောက်တွေရှိနေတော့လေ Just let the Holy Spirit come now. Bring revelation. ကျွန်တော်မေလို့တဲ့စိတ်ကတော့ဘာပြန်ရတော့မှာယူပါယူတယ်အပြည့် Let healing